ဟာလေလုယာရှေးဥစွာဘုရားသခင်ရဲ့နာမတော်ကိုချီးမွမ်းပါတယ်ချစ်ရတဲ့ညီကိုမောင်တို့မအယောက်ချင်းစီရာမင်္ဂလာပါလို့ပြန်လည်ပြီးနှုတ်ခွန်းဆက်တာလိုက်ပါတယ်အားလုံးပဲမင်္ဂလာပါဟုတ်ကဲ့ပါနေ့တိုင်းမှာအသက်ရှင်သောဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုဆောင်ငတ်တဲ့အဆောက်အစားခံယူနေတဲ့ညီကိုမောင်တို့အယောက်ချင်းစီတိုင်းဘုရားသခင်ကောင်းချီးပေးပါစေဒီနေ့တော့ဓမ္မရာဇဝင်တတိယစာဆောင်လေ့လာနေတာအပိုင်း28ပိုင်းကိုရောက်လာပါပြီဟုတ်ကဲ့ပါကျန်ချက်ကတော့300အခန်းကြီး7အပိုက်ငယ်1ကနေ20အထိပေါ့နော်ကျမတို့စင်ကျင်ခွန်အားယူသွားမှာဖြစ်ပါတယ်โอเคအားလုံးပဲမင်္ဂလာပါနော်ဆမ်မတော်မြင့်မိခေမင်္ဂလာပါအန်တီမူညီမလေးဝင်းတီရီမင်္ဂလာပါဆရာမတော် PPA မင်္ဂလာပါမအေးမမင်္ဂလာပါအကိုအင်းမြင့်ကျော်မင်္ဂလာပါမကလမန်ရေမင်္ဂလာပါဦးနိုင်ဝင်းဆုံးမင်္ဂလာပါဒါဆိုရင်ကျမတို့ခဏလေးဆုတောင်းခြင်းနဲ့အစပြုမယ်နော်ဟုတ်ကဲ့ဆရာချင်းမင်္ဂလာပါအမရရမင်္ဂလာပါဒါဆိုဆုတောင်းလိုက်မယ်နော်အားလုံးနှုတ်ဆက်ပေးချင်ပါတယ်ဒါမဲ့ဆုတောင်းရင်းနဲ့အစပြုမယ်နော်ဆုတောင်းရအောင်ဖျားသခင်ထာဝရဖျားကိုရောကိုကျေးဇူးတင်ပါတယ်ဒီကနေ့မှလည်းသားသမီးတို့တွေအသက်ရှင်တဲ့ဖျားသခင်ရဲ့နှုတ်ကပတ်တော်ကိုပြန်လည်ပြီးဆင်ခြင်ခွင့်ရမှာဖြစ်လို့ကျေးဇူးတင်ပါတယ်တိုင်ရှင်တော်ဝိညာဉ်တော်ဖျားဒီစီစမကိုတော့လွတ်လပ်စွာလှုပ်ရှားတော်မူပါသမီးရဲ့လှုပ်ရှားလဲကိုတော့တိုင်းဗိတ်သိက်လက်ကိုတော့ကောင်းချီးပေးလက်အသုံးပြုပါကျမ်းမာခြင်းလက်ဆန်းခြင်းခွန်အားနဲ့နှုတ်ကပတ်တော်ဝေငှနိုင်ပါမယ်အကြောင်းကျေးဇူးပြုပါအွန်လိုင်းထဲကနှုတ်ကပတ်တော်ကိုအလွန်မင်းစာငတ်နေကြတဲ့ကိုတော့သားသမီးတယောက်ကိုမှလွန်မသွားပဲနှုတ်ကပတ်တော်အားဖြင့်အသစ်တော်ကောင်းကြီးဖြစ်စေတော်မူပါကျေးဇူးတော်ပေါင်းရေးတွက်ချီးမွမ်းရင်နှုတ်ကပတ်တော်အစပြုတဲ့အခါမှာတပါးရီတာတော်သခင်ယေရှုနာမ၌ဆုတောင်းဆက်ကအနှံပြီးနှုတ်ကပတ်တော်ဝေငှခြင်းကိုအစပြုပါရအဖဖျားသခင်အာမင်အာမင်ဟုတ်ကဲ့ပါ300အခန်းကြီး7เนาะအပိုက်ငယ်1ကနေ20ထိကျမတို့အတူတကွဆင်ခြင်သွားမှာဖြစ်ပါတယ်လို့ First Samuel chapter 12 verse 1 to 20ထိပေါ့เนาะကျမတို့ဆင်ခြင်သွားမှာဖြစ်ပါတယ်အဲ့တော့အပိုက်ငယ်1ကနေ9ထိကျမတို့ဖတ်ကြည့်ရအောင်เนาะအဲ့တော့ရှောလမုန်မင်းကြီးကတော့ဒါဘိုးဘေးတွေနဲ့အတူအိပ်ပျော်သွားပြီးတော့တာရောပေါင်ကဒါနန်းတက်တယ်ဆိုတဲ့အထိပေါ့နော်ကျမတို့လေ့လာခဲ့ပြီအဲ့တော့အခုဖတ်ကြည့်မယ်နော်ဣသရေလအမျိုးသားအပေါင်းတို့သည်ရောပေါင်ကိုရှမယင်အရာ၌ချီးမြှောက်ခြင်းကရှေခင်မြို့သို့တွားကြ၏သူသည်လည်းတွား၏ရှောလမုန်မင်းကြီးထံမှအေဂုတုပြည်သို့ပြေးသောနေဗတ်၏သားယေရောပေါင်သည်ထိုသတင်းကိုကြား၍အေဂုတုပြည်မှပြန်လာ၏ဣသရေလလူတို့သည်သူထံသို့လူကိုစေလွှတ်၍ခေါ်သည်ဖြင့်စီဝေသောပရိသတ်အပေါင်းတို့သည်သူနှင့်အတူရောပေါင်ထံသို့ဝင်လျက်ခမဲတော်သည်ကျွန်တော်တို့၌လေးသောတဘိုးကိုတင်ပါပြီခမဲတော်ထံမှပင်မန်းစွာဆောင်ရွက်ရသောအမှုတင်တော်မူသောတဘိုးလေးကိုပေါ့စီတော်မူပါထိုသို့ပြုတော်မူလေကျွန်တော်တို့သည်အမှုတော်ကိုထမ်းပါမည်ဟုရှောက်ဆိုကြ၏တဲ့ဒါနဲ့ဣသရေလလူအပေါင်းတွေဟာတဲ့နော်ယောဘောင်ကိုရှင်ဘရင်အရာမှာချီးမြှောက်ဖို့ဆိုပြီးတော့မှရှေခင်မြို့ကိုတွားကြတာဖြစ်တယ်တဲ့အဲ့ဒီသတင်းကိုဘသူကကြားတယ်လဲဆိုတော့ရှောလမုန်မင်းကြီးလက်ထက်မှာအေဂုတုပြည်ကိုပြေးရတဲ့ရေရောဘောင်ကအဲ့ဒီသတင်းကိုကြားတယ်ကြားတဲ့အခါမှာနော်ဣသရေလတိုင်းပြည်ကိုပြန်လာတာဖြစ်တယ်သူကပြန်လာပြီးတော့မှတဲ့နော်လူအပေါင်းကလည်းဒီသူနဲ့အတူတူစုကြတာပေါ့နော်ဆိုတော့ရေရောပေါင်နဲ့အတူတူစုစည်းဝေးပြီးတော့မှဒီရှောလမုန်သားရောပေါင်ထံကိုဝင်ကြတယ်အဲ့တော့ဒီနေရာမှာရောပေါင်နဲ့ရေရောပေါင်နော်နာမည်ကလည်းခက်စစ်စင်နေဘာလန်နဲ့ဘာလက်တို့နော်ဆိုတော့ကျမတို့နည်းနည်းလေးရောတက်တယ်ဒါလေးကိုလည်းကျမတို့သတိထားရအောင်ပေါ့နော်အဲ့တော့အေဂုတုကပြန်လာတဲ့ရေရောပေါင်နဲ့လူတွေအားလုံးကတိုင်ပင်ပြီးတော့မှနော်ရှောလမုန်ရဲ့သားရောပေါင်စီကိုဝင်ပြီးတော့မှတွေ့ကြတာဖြစ်တယ်သူ့ကိုရှင်ဘရင်အရာတင်မယ်ဆိုတဲ့ခါကျတော့နော်ရှေခင်မျိုးကိုသွားကြတာပေါ့အဲ့ဒီနေရာမှာရေရောပေါင်ရဲ့လူတွေကလည်းပဲတစ်ခါပြန်ပြီးတော့မှရှင်ဘရင်နဲ့လာတွေ့တဲ့သဘောပေါ့နော်တွေ့ပြီးတော့မှခမဲတော်ရှောလမုန်လက်ထက်မှာကျွန်တော်တို့ကိုဝင်နေအရန်လေးစေတယ်ပေါ့နော်ဆိုတော့အခွန်နေအများကြီးကောက်တာလဲဒါရှိမှာပေါ့နော်ဆိုတော့ကျွန်တော်တို့ကိုဝင်နေရန်ကြီးလေးစေခဲ့တယ်ဒါကြောင့်မလို့တဲ့ကျွန်တော်တို့ပေါ်တင်နေတဲ့ဝင်နေကိုအရှင်မင်းကြီးကဟလာပေါ့စီမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဟာအမှုထမ်းပါမယ်ဆိုပြီးတော့ဒါတွားပြီးတော့မှညှိကြတယ်နော်ရောပေါင်နဲ့တွားညှိတယ်ဆိုတာကိုတွေ့ရတယ်ဒါနဲ့အပိုက်ငယ်9မှာ
ရောဘောင်က3ရက်နေပြီးမှတစ်ခါပြန်လာခဲ့ဆိုပြီးတော့သူတို့ကိုပြောလိုက်တယ်ပေါ့နော်နင်တို့ပြောတဲ့စကားကိုငါစဉ်းစားမယ်အဲ့တော့3ရက်နေပြီးရင်တစ်ခါပြန်လာပါဆိုပြီးတော့မှလူတွေကိုအဲ့လိုပြောလိုက်တယ်ဒါနဲ့တဲ့အပိုက်ငယ်6မှာနော် verse 6မှာတော့ထိုအခါရောဘောင်မြင်ကြည့်သည်ခမဲတော်ရှောလမုန်အသက်ရှင်စဉ်အခါအထံတော်၌ခစားသောအသက်ကြီးသူတို့နှင့်တိုင်ပင်၍ဤသူတို့အားငါပြန်ပြောရမည်အကြောင်းအဘယ်သို့အကြံပေးမိနည်းဟုမေးတော်ဒါနဲ့အသက်ကြီးသူတွေနဲ့တိုင်ပင်နေပေါ့နော်ဒီလူတွေကတော့ဒီလိုလာညှိတယ်အဲ့တော့ဒီလူတွေကိုငါဘာပြန်ပြောရင်ကောင်းမလဲဆိုပြီးတော့အသက်ကြီးတဲ့သူတွေနဲ့တိုင်ပင်နေတဲ့အဲ့ဒီခါမှာအသက်ကြီးသူတွေကအပိုက်ငယ်9မှာဘလို့အကြံဉာဏ်ပေးလဲဆိုတော့သူတို့ကကိုတော်တီယနေ့ဤသူတို့ဤဂျွန်ခံလျက်သူတို့အမှုကိုဆောင်၍ကောင်းသောစကားနှင့်ပြန်ပြောတော်မူလင်သူတို့သည်အစဉ်ကိုတော်ဤဂျွန်ခံပါလိမ့်မည်ဟုရှောက်ထားကြ၏အဲ့တော့ဒီလူတွေတောင်းဆိုတာကိုနှိမ့်ချစွာနဲ့နော်ရှင်ဘရင်ကလက်ခံပေးလိုက်ဒါဆိုလို့ရှင်သေကြတယ်သူတို့ဟာတစ်သက်လုံးနော်အရှင်မင်းကြီးထံမှာကြုံခံမဲ့သူတွေဖြစ်တယ်ဆိုပြီးတော့အသက်ကြီးတဲ့သူတွေကကောင်းသောအကြံဉာဏ်ကိုပေးတယ်နော်အကောင်းဆုံးကြံဉာဏ်ပေးတာပေါ့နော်ဟုတ်တယ်သူတို့ဝင်နေအရန်လေးတယ်လို့ခံစားရတယ်ဆိုရင်ကောင်းပြီငါဝင်ပေါ့စီမယ်သူတို့အကြိုက်ကလေးပြောပြီးတော့နော်ဒါနှိမ့်ချပြီးပြောလိုက်တာဘာမှမဖြစ်သွားဘူးဒါမျိုးလေးလုပ်ရင်သူတို့ဟာလည်းတစ်သက်လုံးတော့ပြန်ပြီးတော့မှကြုံခံပါလိမ့်မယ်ဆိုပြီးတော့အသက်ကြီးသူတွေကအကောင်းဆုံးကြံဉာဏ်ပေးတယ်ဒါကိုရောဘောင်ကအဲ့လိုမဟုတ်ဘူးအပိုက်ငယ်ရှစ်မှာတော့နော်ဘာလို့လဲဆိုတော့အသက်ကြီးသူတို့ပေးတဲ့အကြံကိုရောဘောင်ဒီမလိုက်ခစားမြဲခစားတော့မိမိတငယ်ချင်းတို့နဲ့တိုင်ပင်လက်အဲ့ဒီမှာလူငယ်တွေနော်တငယ်ချင်းတွေအချင်းချင်းပဲသူကထပ်ပြီးတော့မှတိုင်ပင်လိုက်တယ်တိုင်ပင်လိုက်တဲ့အခါမှာနော်တငယ်ချင်းတွေကဘလို့အကြံဉာဏ်ပေးလဲဆိုတော့အပိုက်ငယ်30မှာ verse 10မှာထိုတငယ်ချင်းလူလင်တို့ကခမဲတော်သည်ကျွန်တော်တို့၌တဘိုးကိုလေးစေပါပြီပေါ့စေတော်မူပါဟုရှောက်တော်ပြည်သားတို့အားကိုတော်ကငါလက်တန်းသည်ငါခမဲတော်ခါထက်သား၍ကြီးလိမ့်မည်ကဲဆိုတော့သူ့ရဲ့တငယ်ချင်းတွေလူငယ်တွေပေးတဲ့အကြံဉာဏ်ပါလဲဆိုတော့ခမဲတော်ရဲ့နော်ခါထက်ငါရဲ့လက်တန်းဟာပို့ပြီးတော့မှလေးလိမ့်မယ်ဆိုတော့နင်တို့ဝင်လေးနေလားငါပို့ပြီးတော့လေးစီမယ်ဆိုတာကိုပြောလိုက်တာပဲနော်အဲ့တော့နင်တို့ကငါခမဲတော်ကတဘိုးတင်သလားအပိုက်ငယ်ဆက်တင်ပါလေငါကထပ်ပြီးတော့မှတင်အောင်မယ်ဆိုပြီးတော့မှဒီစကားကိုသူပြောလိုက်တယ်တင်တို့ကိုချိန်လုံးတဲ့ခမဲတော်ကရိုက်သလားငါတဲ့နော်ကိမိကောက်နဲ့ရိုက်အောင်မယ်ဆိုပြီးတော့မှလုံးဝရိုက်ဆိုင်တဲ့စကားနော်ဝန်ပိနေတဲ့သူတွေကိုဆန့်ကျင်ဘက်တိုက်တဲ့စကားတွေသူ့ကိုပုံကန်ချင်နေတဲ့လူတွေကိုနော်ဆန့်ကျင်ဘက်ပြုတဲ့စကားတွေနဲ့ရောဘောင်ဟာပြန်ပြီးတော့မှတုံ့ပြန်လိုက်တော့သူတို့အနေနဲ့လည်းဘယ်လိုနေမလဲပေါ့နော်အဲ့တော့ရေရောဘောင်ရဲ့အဖွဲ့တွေကသူတို့မှဝင်နေလေးနေတယ်ပေါ့နော်ဝင်လေးနေတယ်ဆိုတဲ့အရာတွေရှိတယ်ရှောလမုန်လက်ထက်မှာသူကလည်းထွက်ပြေးရတယ်ဆိုတော့ကုတုပိကနေပြန်လာတယ်သူ့ဘက်ကိုပါတဲ့လူတစုရှိတယ်အဲ့တော့ငါတို့ညှိနှိုင်းကြည့်မယ်ရှောလမုန်သားရောဘောင်နဲ့ငါတို့တွေညှိနှိုင်းကြည့်မယ်ပေါ့နော်ညှိနှိုင်းလို့အဆင်ပြေတယ်ဆိုတော့အေးအေးဆေးဆေးနေမယ်ညှိနှိုင်းလို့မရဘူးဆိုရင်တော့တို့ကဒါရှစ်ဘရင်ဖြစ်လက်မခံတော့ဘူးပုံကံမှာပဲပေါ့နော်ဒါကိုရှစ်ဘရင်ကမပါနိုင်ဘူးပြီးတော့အသက်ကြီးသူတွေကအကောင်းဆုံးအကြံဉာဏ်ပေးရတာနဲ့အဲ့ဒါကိုအဲ့လိုမဟုတ်ဘဲနဲ့တငယ်ချင်းလူငယ်တွေအချင်းချင်းပေးတဲ့အကြံဉာဏ်တွေကိုတွားပြီးတော့မှယူတဲ့အခါမှာနော်ငါခမဲတော်ခါထက်ငါလက်တန်းလေးလိမ့်မယ်နော်ခမဲတော်ကတဘိုးတင်တယ်ငါထပ်ပြီးတော့တင်းမယ်ခမဲတော်ကနင်တို့ကိုချိန်လုံးနဲ့ရိုက်တယ်ဆိုရင်ငါတော့ကိမိကောက်နဲ့ရိုက်အောင်မယ်ဆိုပြီးတော့နော်လူငယ်တွေပေးတဲ့အကြံဉာဏ်တိုင်းကြမ်းတမ်းတဲ့စကားတွေနဲ့သူဟာပြန်တုတ်ပြန်နေဆိုတာတွေ့ရတယ်ဒါကြောင့်ကျမတို့နော်တိုင်ပင်မှုများတဲ့အခါမှာအဖြေထွက်တဲ့အခါလည်းရှိသလိုမတိုင်ပင်တဲ့လူကိုသွားတိုင်ပင်တဲ့အခါမှာလည်းဘဝမှာလွဲမှားတဲ့အရာတွေရင်ဆိုင်ရတယ်ဆိုတဲ့အရာကိုတွေ့ရတယ်ဒါကြောင့်ကျမတို့အတွက်တိုင်ပင်ဖက်ကတော့သခင်ယေရှုဖခင်ပဲဖြစ်ပါတယ်အာမင်သခင်ယေရှုဖခင်ကအံ့ဩဖွယ်ဖခင်လည်းဖြစ်တယ်လို့တိုင်ပင်ဖက်လည်းဖြစ်ပါတယ်ဆိုတော့အမြဲတမ်းကိုတော်နဲ့တိုင်ပင်တာဘယ်တော့မှမမှားပါဘူးကိုတော်နဲ့တိုင်ပင်မှာပြီးတော့ဝိညာဉ်ရေးမှာတင့်ထက်ရင့်ကျက်တဲ့နော်ဝိညာဉ်အမြင်ဝိညာဉ်သဘောရှိတဲ့သူတွေနဲ့တင်းရဲ့အရေးကြီးတဲ့ကိစ္စတွေဆိုတိုင်ပင်လို့ရပါတယ်အဲ့လိုမှမဟုတ်ဘဲနဲ့လူတိုင်းကိုတင်းကပြောမိပြီဆိုလို့ရှင်တော့တေးကြတယ်ပေါ့နော်ဆိုတော့တင်းကအဆက်ကွဲစရာအကြောင်းရှိတယ်ဘာလို့လဲဆိုတော့နှုတ်မလုံးဘူးဖောက်ချတော့မယ်လူကလေ
မပြောနဲ့ဆိုမှပြောပြချင်တဲ့သဘောတဘာဝရှိတာပေါ့နော်ဆိုတော့အဲ့ဒါနှုတ်မလုံးပဲနဲ့နော်တိအကြောင်းတွေကိုဒါဖွာပလိုက်လိမ့်မယ်ပေါ့နော်ပြီးတော့အဲ့လိုပဲအခုရောပေါင်လိုမျိုးပဲပေါ့နော်မကောင်းတဲ့အကြံဉာဏ်တွေကိုပေးတဲ့လူတွေနဲ့တွေ့တဲ့အခါမှာလည်းအခက်တွေ့စရာအကြောင်းရှိတယ်ဒါကြောင့်ပထမဦးဆုံးတိုင်ပင်ရမှာတော့သခင်ယေရှုဖခင်နဲ့ပဲတိုင်ပင်မှာအဲ့ဒီခါမှာနော်သင်ရင်ဖွင့်ရမယ်သင်တိုင်ပင်ရမယ်တိုင်ပင်ရမယ်ဒါဝိညာဉ်လူကိုဖခင်သခင်ကပြပေးပါလိမ့်မယ်လို့ဝိညာဉ်အမြင်ဝိညာဉ်သဘောမရှိတဲ့သူတွေနဲ့ဆိုရင်တင့်ရဲ့ဝိညာဉ်ရေးအသက်တာကျဆင်းသွားမှာဖြစ်တယ်စိတ်သက်ကြစရာတွေနဲ့နော်မှားယွင်းတဲ့လောက်ရက်တွေပဲတင့်ကိုလမ်းပြသွားမှာဖြစ်တယ်ဒါလေးကိုလည်းကျမတို့စဉ်းစားစေချင်ဖို့ရအတွက်ဖြစ်တယ်တခါတလေမှာလူငယ်တွေလည်းဖခင်သခင်ရဲ့နိုင်ငံတော်မှာအရေးပါတယ်လို့ကျမတို့လူကြီးတွေဟာလည်းဘုရားသခင်ရဲ့နိုင်ငံတော်မှာအသုံးဝင်နေအရေးပါတယ်ဘယ်အရွယ်မှမဆိုအသုံးဝင်နေဆိုတဲ့အချက်ကိုတွေ့ရပါတယ်အသက်ကြီးတဲ့သူတွေဟာအတွေ့အကြုံတွေအများများပြီเนาะသူတို့ဘဝဖြတ်တန်းခဲ့တဲ့အရာတွေအရန်များပြီဖြစ်တယ်ပေါ့နော်ဒါကြောင့်လူကြီးတွေစီမှာအကောင်းဆုံးသောအကြံဉာဏ်တွေရှိပါတယ်နေရာတကာမှာငါတော်တယ်ငါတက်တယ်နဲ့ကျမတို့လုံးလို့မရဘူးပေါ့နော်ဥပမာကျမဆိုလို့ရှိရင်ဒါနှုတ်ကပတ်တော်ပဲเนาะနှုတ်ကပတ်တော်ပဲကျမယဉ်နီးတဲ့အရာဖြစ်တယ်ဆိုတော့เนาะကျမဘုရားသခင်ဖွင့်ပြတဲ့လောက်နှုတ်ကပတ်တော်တည်တယ်ကြွယ်ဝတော်သူဖြစ်ဖို့ကြိုးစားနေတယ်ပေါ့နော်ဆိုတော့လောကရဲ့အတွေ့အကြုံပိုင်းနေပြောရင်နော်ဒီ live မှာရှိနေတဲ့ဟလာမိခင်ကြီးတွေလောက်တော့ကျမကဘယ်လိုလုပ်အတွေ့အကြုံရှိပါမလဲဒါကြောင့်နော်တခါတလေမှာကျမရဲ့မိခင်ရွယ်ဖခင်ရွယ်တွေကကျမကိုပြောတဲ့စကားတွေလည်းဘာလို့ရလဲဆိုတော့နားထောင်ရတယ်နော်ကျမကိုကောင်းစေခြင်းလို့ပြောတာလေအဲ့ဒါကိုငါဆရာမပဲဆိုပြီးတော့နော်ဘယ်သူမှငါ့ကိုလာမပြောနဲ့ဆိုတဲ့ပုံစံမျိုးနဲ့လုပ်ရင်တော့လူမုန်းပြီးတော့နော်ဒါချစ်စရာလည်းမကောင်းတော့သလိုမုန်းလဲမုန်းပြီးတော့ဒါဘဝတက်တာမှာလည်းဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်ရနိုင်တယ်ဒီမှာနော်ရှင်ဘရင်တောင်မှပဲပြည်သူတွေရဲ့ထောက်ခံမှုကအရန်လိုအပ်တယ်အဲ့ဒီလိုပါပဲကျမတို့အသင်းတော်မှာပဲစက္ကက်ဘယ်နေရာမှာပဲကျမတို့စက္ကက်เนาะအများနဲ့တဟဇာတာဖြစ်အောင်နေထိုင်တတ်ဖို့အရန်ရေးကြီးတယ်ဆိုတာလဲဆင်ခြင်မိတယ်ဒါကြောင့်နှုတ်ကပတ်တော်ကကျမတို့ကိုသင်ပေးတယ်လူအပေါင်းနဲ့အသင့်နေပါတဲ့เนาะဒါကြောင့်လုပ်ငန်းခွင်မှာလဲအဲ့လိုပဲကိုကတော့ယာတူးကြီးတယ်အာနာရှိတယ်ဆိုပြီးတော့เนาะလူမုံအောင်နေလို့လည်းမရဘူးပေါ့เนาะလက်အောင်ငယ်သားတွေနဲ့တဟဇာတာဖြစ်အောင်နေတတ်ရတယ်ကိုကယာတူးနိုင်နေဆိုလဲကိုထက်ယာတူးကြီးတဲ့လူတွေနဲ့လုံးဖို့ဆောင်ဖတ်တင်နေတဟဇာတာဖြစ်အောင်နေတဲ့ခါမှာပျော်စရာလည်းကောင်းတယ်ကျမတို့ဝမ်းမြောက်စရာလည်းကောင်းတယ်ပေါ့နော်အဲ့ဒီလိုပဲကျမတို့အသင်းတော်ထဲမှာဆိုလို့ရှိရင်လည်းကျမတို့အားလုံးပဲတဟဇာတာဖြစ်အောင်เนาะကျမတို့နေထိုင်တတ်ခြင်းဟာအရေးကြီးဆုံးပဲနေရာတကာကိုမှန်တယ်ကိုတော်တယ်ကိုတိတယ်နဲ့ကိုစိတ်နဲ့အကြည့်ပဲကျမတို့တွားလို့မရအောင်ပေါ့နော်အသင်းတော်ထဲမှာဆိုရင်လည်းဒါကို short တင်တာ short ရတယ်ကိုစိတ်ကဒီလိုဖြစ်ပေမဲ့လည်းเนาะပြင်သင့်တဲ့အရာတွေလည်းပြင်ပြီးတော့ကျမတို့တွားကြရတာဖြစ်တယ်အခုရောပေါင်တော်မှာသူ့ကိုထောက်ခံမဲ့သူတွေမရှိတဲ့အခါမှာကြည်လေဆုံးရှုံးမှုနဲ့ဒါရင်ဆိုင်ရတယ်ပုံကန်တဲ့သူတွေပေါ်လာတာပဲဒါကြောင့်အမှုတော်ဆောင်မဲလုံးလုံးเนาะကျမတို့စီးပွားရေးနယ်ပယ်မှာပဲဖြစ်ဖြစ်လူအပေါင်းနဲ့အတင်းတင်းနေထိုင်တတ်ရတာဖြစ်တယ်အမှုတော်ဆောင်ဆိုပို့လို့တော့မှအရေးကြီးတယ်เนาะကျမတို့ဗိတ်သိက်ချင်းနေပါတယ်တင်းတော်ကပြီးတော့မဲ့အခါမှာဆိုလို့ရှိရင်လေဒါအတင်းသူတင်းသားယုံကြည်သူတွေကလက်ခံလားလက်မခံဘူးလားဆိုတော့မေးခွန်းမေးရတယ်เนาะအသေးသူတင်တာကန့်ကွက်တယ်ဆိုရင်လည်းဒီဘိတ်သိက်ချင်းဟာမရတော့ဘူးညီကိုမောင်တို့ဒါကြောင့်အရန်အရေးကြီးတယ်လူပေါင်းနဲ့အတင်းနေဖို့မဟုတ်လို့ရှိရင်ဟာသူ့ဟာလာဘိတ်သိက်ပေးမလားကန့်ကွက်တယ်နော်ပုံသက်တယ်မရှိဘူးသူကအရန်ကြီးကျယ်တယ်သူကမာနအရန်ကြီးတယ်လူတကာနဲ့စကားများတယ်ရန်ဖြစ်တယ်လူပေါင်းနဲ့လည်းတင်းမနေနိုင်ဘူးအဲ့ဒီအတွက်ကြောင့်သူ့ကိုဘိတ်သိက်မပေးဘူးဆိုပြီးတော့မထောက်ခံဘူးဆိုလူတွေကကန့်ကွက်ရင်လည်းဘာမှမတတ်နိုင်ဘူးညီကိုမောင်တို့เนาะဒါကြောင့်ကျမတို့ဘဝအသက်တာတွေမှာနှုတ်ကပတ်တော်ကိုဝင်ခံရင်းနဲ့နှိမ့်ချခြင်းအသက်တာဟာတကယ်စစ်မှန်တဲ့ချစ်မြောက်ခြင်းနဲ့ကောင်းကြီးဖြစ်တယ်ဆိုတာတွေ့ရပါတယ်ဒါကြောင့်လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်ကျမတို့အမှုတော်ဆောင်နေပဲဖြစ်ဖြစ်เนาะကျမတို့အသင်းတော်မှာပဲဖြစ်ဖြစ်လူအပေါင်းနဲ့အသင်းနေထိုင်တတ်ခြင်းဟာစစ်မှန်တဲ့ကောင်းကြီးဖြစ်တယ်ဆိုတာလေးကိုတွေ့ရတယ်ဒါကိုလည်းဘုရားသခင်ကအလိုတော်ရှိတယ်ပေါ့နော်ဒါနဲ့3ရက်မြောက်တော့လူတွေကလာပြီလေနော်ရောပေါင်စီလာတော့တငယ်ချင်းတွေပြောတဲ့အတိုင်းလူငယ်တွေပြောတဲ့အတိုင်းတခါတဲ့နော်ငါရဲ့ဖခင်ကနေတို့ပေါ်မှာတဘိုးတင်တာငါထပ်ပြီးတော့တင်အောင်မယ်
နော်နင်တို့အချိန်လုံးနဲ့ရိုက်ရင်ငါလည်းကိမိကောက်နဲ့ပြန်ပြီးတော့မှနော်ဟိုရိုက်အောင်မယ်ဆိုပြီးတော့မှနော်ကြမ်းတက်တဲ့စကားတွေနဲ့ပို့ပြီးတော့မှတော့မှလေးတဲ့တဘိုးတွေကိုငါတင်စေမယ်ဆိုပြီးတော့မှအဲ့ဒီစကားကိုလူတွေလာတွေးတဲ့အခါမှာအိုးတခါတည်းကြက်တက်စကားတွေကိုပြောပလိုက်တာဖြစ်တယ်ဒါနဲ့အပိုက်ငယ်15ဖတ်ကြည့်ရအောင်နော် verse 15မှာတော့ရှင်ဘုရင်သည်ပြည်သူပြည်သားတို့ဤစကားကိုနားမထောင်ရသည့်အကြောင်းကထာဝရဘုရားသည်ရှီလောမြို့သားအဟိယအားဖြင့်နေဘက်ဤသားရေရောပေါအားမိန်တော်မူသောစကားကိုပြည့်စုံစေမည်အကြောင်းတည်းအဲ့တော့အကြံဉာဏ်နေလွဲမှားသွားစေတာကဘာလဲဆိုတော့ဘုရားခင်သူတို့ကိုဆုံးမဖို့ဘသူကြောင့်လဲဆိုတော့ရှောလမုန်မင်းကြီးကိုယ်ွယ်မှုတွေမှားယွင်းပြီးတော့မှဘုရားသခင်ရှိမှစုံလင်တဲ့စိတ်နှလုံးသားမရှိတော့တဲ့အခါမှာဖယားသခင်ကသူ့သားလက်ထက်မှာဖယားခင်ဆုံးမမယ်ဆိုတဲ့စကားပြည့်စုံစေဖို့လွဲမှားတဲ့အကြံဉာဏ်ပေးမဲ့သူတွေကိုပို့လိုက်တာဖြစ်တယ်တဲ့။ဒါနဲ့အပိုင်ငယ်16မှာ verse 16မှာဣသရေလအမျိုးသားအပေါင်းတို့သည်ရှင်ဘုရင်နားမထောင်ကြောင်းကိုသိမြင်နေငါတို့သည်ဒါဝိဒ်နှင့်အဘယ်သို့ဆက်ဆံသနည်းယေရှဲ၏သားနှင့်အဘယ်သို့အမွေခံရသေးသနည်းအိုဣသရေလအမျိုးတင်တို့နေရာသို့တွားကြအိုဒါဝိဒ်သည်အိမ်သို့ကြည့်ရှုလောဟုရှင်ဘုရင်အားပြန်ပြောလျက်ဣသရေလလူတို့သည်မိမိနေရာသို့ပြန်သွားကြ၏ငါတို့ဟာဒါဝိဒ်မျိုးနဲ့လုံးဝမဆက်ဆိုင်တော့ဘူးစိတ်ဆိုးသွားပြီနော်ဣသရေလလူမျိုးတွေဘက်မှာဣသရေလတိုင်းပြည်ဘက်မှာ10မျိုးပါတယ်နော်နဲတဲ့အင်အားမဟုတ်ဘူးညီကိုမောင်မတို့ဒါပေမဲ့ယောဘကိုပုံကန်တဲ့သူတွေဖြစ်သွားပြီငါတို့ဟာဒါဝိဒ်မျိုးနဲ့ဘလို့လို့အမွေခံပါလဲတဲ့ကြည့်ငါတို့ကိုလေးတဲ့ဝင်နေတင်းစေမယ်ဆိုပြီးတော့မှပြောတာဆိုပြီးတော့မှเนาะတခါတည်းစိတ်ဆိုးပြီးသူတို့လည်းထွက်သွားပြီအပိုက်ငယ်ဆက်ခွန်မှာတို့ရတွင်ယူရမြို့ရွာတို့၌နေတဲ့ဣသရေလလူတို့ကိုယောဘောင်သည်အုပ်စိုးရသေး၏တဲ့เนาะဒါပေမဲ့ယူရဘက်အချမ်းကိုတော့ယောဘောင်ကအုပ်စိုးခွင့်ရသေးတယ်တဲ့ဒါပေမဲ့ဣသရေလဘက်အချမ်းလူတွေကတော့သူ့ကိုစိတ်ကုန်ပြီးတော့မှထွက်သွားပြီเนาะအဲ့တော့အပိုက်ငယ်18 19ပေါ့เนาะ verse 18နဲ့19မှာထိုအခါယောဘောင်မင်းကြီးသည်အခွန်တော်ဝင်အဒေါနိယံကိုဆေလွတ်၍ဣသရေလလူပေါင်းတို့သည်သူ့ကိုတေအောင်ကြောက်ခဲနှင့်ပြစ်ကြ၏ဒီလောက်ရိုင်းဆိုင်ကြမ်းတဲ့စကားတွေပြန်ပြောပြီးတော့မှတခါတည်းအခွန်ကောက်ဖို့ရန်အတွက်တဲ့အခွန်တော်ဝင်အဒေါနိယံကိုလွတ်လိုက်တယ်နော်အခွန်ကကောက်ခိုင်းရသေးတယ်လူတွေကမှမကြည့်ဖြူတော့ပါဘူးဆိုမှအဲ့ဒါအခွန်ကောက်ဖို့လုပ်တော့တဲ့နော်လူတွေကဘာဖြစ်လဲဆိုတော့အဲ့ဒီအဒေါနိယံကိုတဲ့တေအောင်ကြောက်ခိုင်းတယ်ဝိုင်းပြီးတော့မှပြစ်ကြတယ်တဲ့အဲ့ဒီခါမှာယေရောဗောင်မင်းကြီးသည်ယထာတော်ကိုအလင်းအမြန်တက်၍ယေရုရှလင်မြို့သို့ပြေးလေ၏ဒါနဲ့တခါရဲယောဘောင်မင်းကြီးကလည်းဘာလို့ရလဲဆိုထွက်ပြေးရတာပေါ့နော်ယေရုရှလင်မြို့ကိုပြေးရတယ်အဲ့ဒီယူဒဘက်အချက်လူမျိုး2မျိုးပဲရှိတဲ့ဘက်ကိုပဲအုပ်ချုပ်လို့ရတော့ပြီးတော့မှလူမျိုး10မျိုးပါတဲ့ဣသရေလဘက်အချမ်းကိုလုံးဝသူအုပ်ချုပ်လို့မရတော့ဘူးသူ့ရဲ့အခွန်တော်ဝင်ကိုတော့မှကြောက်ခဲနဲ့တေအောင်ပြစ်ပေါက်တော့သူ့လည်းပြစ်ပေါက်နိုင်တယ်ဆိုပြီးတော့နောက်ဆုံးထွက်ပြေးရတယ်နော်ယေရုရှလင်မြို့ကိုပြေးရတယ်တဲ့ထို့သောဣသရေလအမျိုးသည်ယနေ့တိုင်အောင်ဒါဝိဒ်မျိုးကိုပုံကန်ကြ၏တဲ့နော်အဲ့လိုပုံကန်ရတဲ့အကြောင်းရင်းကဘာလဲအဓိကတော့ဘုရားသခင်ကအခွင့်ပေးပလိုက်တာဖြစ်တယ်ရှောလမုန်မင်းကြီးရဲ့စိတ်နှလုံးဟာဘုရားခင်ပေါ်မှာစုံလင်ခြင်းမရှိတော့တဲ့အတွက်ကြောင့်ဘုရားသခင်ကအခွင့်ပေးပလိုက်တယ်ဆိုတဲ့အချက်ကိုတွေ့ရတယ်အဲ့တော့ယေရောဗောင်ပြန်လာကြောင်းကိုဣသရေလအမျိုးသားတို့သည်ကြားသောအခါလူကိုစေလွှတ်၍ယေရောဗောင်ကိုစီးဝေးရာပရိသတ်တို့ခေါ်ပြီးလေဣသရေလအမျိုးကိုအုပ်စိုးတဲ့ရှင်ဘုရင်အရာနာချင်းမြောက်ကြ၏ဒါနဲ့တစ်ချိန်လုံးကရှောလမုန်လက်ထက်မှာအဲဂုတ္တုပြည်ကိုပြေးရတဲ့ယေရောဗောင်ကိုဣသရေလဘက်အချမ်းကဘာဖြစ်လဲဆိုတော့ရှင်ဘုရင်ဖြစ်အုပ်ချုပ်ပါဆိုပြီးတော့မှအုပ်ချုပ်ခိုင်းလိုက်တယ်အဲ့ဒီခါမှာဖယားသခင်ရဲ့စကားဟာပြည့်စုံသွားတယ်နော်ဖယားလူအဟိယအားဖြင့်ပြောတဲ့စကားပြည့်စုံသွားတယ်ဆိုတဲ့အချက်ကိုတွေ့ရပါတယ်အဲ့တော့နော်ဒီမှာကျမတို့ကြည့်တဲ့အခါမှာလူတစ်ယောက်ရဲ့အပြောအဆိုဆုံးဖြတ်ချက်ဘယ်လောက်ထိအရေးကြီးသလဲဒါကြောင့်မှန်ကန်တဲ့ဆုံးဖြတ်ချက်နဲ့မှန်ကန်တဲ့အပြောအဆိုဖြစ်ဖို့ရအတွက်အကောင်းဆုံးအကြံဉာဏ်ကလေဘုရားသခင်စီကပဲလာနိုင်တယ်။ဘုရားသခင်ပေါ်မှာစိတ်နှလုံးကျွမ်းမဲ့ကိုးစားမှုမရှိတော့တဲ့အခါမှာဆုံးဖြတ်ချက်တွေမှားတယ်။နော်ပြောဆိုမှုတွေလည်းမှားတယ်ဆိုတာတွေ့ရတယ်။ဒါကြောင့်ကျွန်တော်တို့အမှုတော်ဆောင်နေဆိုလဲအဲ့လိုပဲရည်ရွယ်ချက်နဲ့ခံစားချက်ကိုတတ်စီထားရတယ်ပေါ့နော်။ဘုရားသခင်ရဲ့ဘုန်းတော်ထင်ရှားဖို့ပျောက်ဆုံးဝိညာဉ်တွေခိုင်ခန့်နေဖို့ဝိညာဉ်တွေပြောင်းလဲလာဖို့မိမိရဲ့ဇာတိတွေဆိုရင်လည်းဘေးဖယ်ပြီးတော့မှ
ရည်ရွယ်ချက်ကိုအဓိကထားရတယ်ဒီမှာလေနော်ရောပေါင်ဟာသူ့ရဲ့ရည်ရွယ်ချက်ကိုသာအဓိကထားမယ်ဆိုရင်နော်ဒီလူတွေမပုံကန်အောင်ကျေနပ်တဲ့စကားပြောမှာပေါ့အခုတော့မှားရွေးတဲ့အကြံဉာဏ်ကိုသူလက်ခံတယ်ဒါပေမဲ့အဲ့လိုမျိုးညံနေသွားစေရတာကလည်းဘာဖြစ်လို့လဲဆိုတော့ဘုရားသခင်ကအခွင့်ပေးပလိုက်လို့ဖြစ်တယ်ဒါဆိုရင်ကျမတို့ဘဝအသက်တာတွေမှာလေဆုံးဖြတ်ချက်တွေမှန်ကန်ဖို့ကျမတို့ရဲ့လောက်ရက်တွေမှန်ကန်ဖို့အပြောဆိုတွေမှန်ကန်ဖို့ဆိုတာဖရာသခင်ကိုတိုင်ပင်တတ်ဖို့ရန်အတွက်အရေးကြီးတယ်ဆိုတဲ့အချက်ကိုကျမတို့နော်ဒီနေ့နှုတ်ကပတ်တော်အားဖြင့်ကျမတို့ဆင်ခြင်ရပါတယ်နော်ပြီးတော့လူကြီးတွေစီမှာလည်းအကောင်းဆုံးအကြံဉာဏ်ရှိတယ်ဒါကြောင့်ကျမတို့နားထောင်သင့်တယ်ဆိုတဲ့အချက်လေးတွေလည်းတွေ့ရတယ်ပေါ့နော်အရေးကြီးဆုံးကတော့ဖရာသခင်ဖြစ်တယ်ဖရာသခင်ကိုအရင်ဦးဆုံးတိုင်ပင်တဲ့သူဘယ်တော့မှမမအောင်ဖရာသခင်ပေါ်မှာစိတ်နှလုံးသားလေးမစုံလင်လိုက်တာဘဝမှာဘလောက်ထိဆုံးရှုံးမှုတွေရင်ဆိုင်ရလဲเนาะကျမတို့ဘရင်ရဲ့မျိုးရိုးထိနဲ့ဆက်ခံရမဲ့သူဖြစ်ပါရဲ့နဲ့เนาะမင်းစည်းစိမ်ရှိတဲ့အမျိုးဖြစ်ပါရဲ့နဲ့ဒါမဲ့ဆုံးရှုံးမှုတွေရင်ဆိုင်ရတယ်ဆိုတဲ့အချက်တွေလည်းကျမတို့တွေ့ရပါတယ်လို့ဒါကြောင့်ကျမတို့เนาะအခုစဉ်းစားတဲ့အခါမှာယောဘမှာဘာဖြစ်လို့ဒီလိုမျိုးဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်ရတာလဲနော်ကျမတို့ကြည့်တဲ့အခါမှာရှောလမုန်မင်းကြီးစိုက်ခဲ့တဲ့အရာကိုသူရိပ်ရတာဖြစ်တယ်။ရှောလမုန်လက်ထက်မှာဖခင်ကမလုံသေးဘူး။ဘာဖြစ်လို့ဆိုတော့ဒါဝိဒ်ရဲ့မျက်နှာကိုထောက်တယ်ဖခင်။ဒါပေမဲ့ယောဘောင်လက်ထက်ရောက်လာတဲ့အခါမှာတော့ရှောလမုန်မင်းကြီးစိုက်တဲ့အရာကိုသူကရိပ်ရတယ်။ထွတ်မြောက်ရာအခန်းကြီး20ကျမတို့ဖတ်ရအောင်ထွတ်မြောက်ရာအခန်းကြီး20အပိုက်ငယ်9နဲ့6ကိုကျမတို့ဖတ်ပါမယ်။အခုတော့ဝိညာဉ်ရေးအစဉ်ချင်းခွန်အားယူမယ်ပေါ့နော် Exodus chapter 20 verse 5 to 6ကိုကျမတို့ဖတ်ပါမယ်အဲ့တော့ထွတ်မြောက်ရာအခန်းကြီး20ထဲမှာတော့ကျမတို့ပြည့်ညတ်တော်10ပါးတွေ့ရပါဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာအပိုက်ငယ်9မှာနော်အကြောင်းမူကားတင်ဤဖျားသခင်ထာဝရဖျားသည်တင်၌အပြစ်ရှိသည်ဟုယုံလွယ်သောဖျားငါကိုမုံသောသူတို့ဤအမျိုးအစဉ်ဆက်တတရာဆက်စတုထဆက်တိုင်အောင်အဘတို့ပြစ်ကိုသားတို့အားဆက်ပေးစီရင်သောဖယားငါကိုချစ်၍ငါပညတ်တို့ကိုကျင့်တော်သူတို့၏အမျိုးအစဉ်အဆက်အထောင်အတောင်းတိုင်အောင်ဂယုဏကိုပြသောဖယားဖြစ်၏ဆိုပြီးတော့မှဖော်ပြထားတယ်အဲ့တော့နော်ဒါကတော့ရုပ်ထုစင်တူကိုမကိုးကွယ်ရတဲ့အကြောင်းပေါ့နော်ဘုရားသခင်ကဒါဥမချဝတ်မပြုရဘူးဘာဖြစ်လို့လဲဆိုတော့တဲ့ဘုရားသခင်ထာဝရဘုရားအပြစ်ရှိသေးလို့ယုံလွယ်တဲ့ဘုရားဖြစ်တယ်နောက်ငါ့ကိုမုန်းတဲ့သူတွေရဲ့အမျိုးအစဉ်ဆက်ဘယ်နဲ့ဆက်ကိုဘုရားခင်တရားစီရင်မလဲဆိုတော့တတရားဆက်စတုထဆက်တိုင်အောင်တရားစီရင်မယ်ဒါမဲ့နောက်ပိုင်းမှာတော့ဘုရားသခင်ဒါကိုဖျက်ပေးတယ်နော်ဆိုတော့အဘကနော်အချင်းသီးကိုစားရင်သားသမီးတွေသွားကျင်းရတယ်ဆိုတဲ့ဟာကိုဘုရားခင်ဖြတ်ပေးတယ်နောက်ပိုင်းမှာ။ဘာလို့ဆိုတော့ဣသရေလလူမျိုးတွေကဒီစကားနဲ့ပဲရောထိုင်ပြီးတော့အသက်တာကိုမပြေစင်ကျင်ကြတော့ဘူးနော်။ချော်လဲရင်ရောထိုင်တယ်ဒီစကားနဲ့ပဲပြောနေကြတာ။အဲ့ဒါကြောင့်ဘုရားသခင်ကမကြိုက်တော့ဘူး။နော်ကိုဆိုင်ရင်စိုက်တဲ့အတိုင်းပြန်ရိတ်ရတဲ့အခွင့်ကိုပေးလိုက်တာ။ဒါပေမဲ့ဒီနေရာမှာဘုရားသခင်ရဲ့နှလုံးသားကိုလည်းမြင်စေခြင်းပါတယ်။ဖယားသခင်ကအပြစ်ရှိတယ်လို့ယုံလွယ်တဲ့ဖယားသူ့ကိုစွန့်နာတောင်းမှလေနော်ငါ့ကိုမုန်းတဲ့သူတွေကိုတဲ့မျိုးဆက်တတရားဆက်စတုထဆက်တိုင်အောင်အဘတို့ရဲ့အပြစ်ကိုသားသမီးတို့ကိုဆက်ပေးမယ်အဲ့တော့တခါတလေမှာအဖေအမေကဒီယောဂပေါ့နော်ရှိတယ်သွေးတိုးရှိတယ်စီးကြိုရှိတယ်ဆိုရင်သားသမီးတွေကလည်းဖြစ်လာတဲ့အရာရှိတယ်မျိုးရိုးလိုက်တယ်လို့ကျမတို့တွေပြောတတ်တယ်ဆိုတော့ကျမ်းစာမှာလည်းဒါမျိုးဆက်တတရားဆက်စတုထဆက်တိုင်အောင်တရားစီရင်မယ်နှုတ်ကပတ်တော်အဆုံးထိနားထောင်နော်တဝက်တစ်ပြက်နဲ့တော့မဆုံးဖြတ်စေခြင်းဘူးဒါပေမဲ့တဲ့အပိုက်ငယ်6ရောက်တော့ငါ့ကိုချစ်၍ငါပြည့်ညတ်တို့ကိုကျင့်တော်သူတို့အမျိုးစင်ဆက်အထောင်အတောင်းတိုင်အောင်ဂယုဏကိုပြတော်ဖျားဖြစ်၏အာမင်ဖျားသခင်ကိုချစ်တဲ့မျိုးရိုးကိုကြတော့တဲ့ဒီမှာအမျိုးအစဉ်ဆက်အထောင်အတောင်းတိုင်အောင်ဂယုဏကိုပြမယ်ဖျားဖြစ်တယ်ဖျားသခင်နာမတော်ဒီဘုန်းကြီးပါစေဘာလို့3-4ဆက်တရားစီရင်ရတာလဲဆိုတာထက်ဒီနေရာမှာတရားစီရင်ခြင်းကြတော့3-4ဆက်ကိုပဲတရားစီရင်မယ်တဲ့ကောင်းကြီးပေးတာကိုကြတော့အထောင်အတောင်းပေးမယ်တဲ့ဘုရားသခင်ကဘလောက်ထိချစ်တတ်တဲ့ဘုရားလဲညီကောင်မောင်တို့ကတော့စဉ်းစားကြည့်နော်ဘုရားသခင်ရဲ့မေတ္တာတော်ကိုမြင်တွေ့နိုင်ဖို့ညီကောင်မောင်တို့တွေဘုရားသခင်ကောင်းကြီးပေးပါစေသူ့ပေါ်သစ္စာရှိစေခြင်းလို့ချိန်ချောက်လိုက်တာနော်3-4ဆက်ပဲဒါပေမဲ့ကောင်းကြီးပေးမယ်လဲဆိုရောအထောင်တောင်းကိုပေးမယ်လို့ပြောတဲ့အတွက်ကြောင့်ဘုရားသခင်ကလေသူ့သားသမီးတွေကိုကောင်းကြီးပေးခြင်းတော့
ဖယားဖြစ်တယ်ဒါကြောင့်ဖယားသခင်ရဲ့မြတ်တာတော်ကိုမြင်တွေ့နိုင်ဖို့အရောက်ချင်းစီတိုင်းဖယားသခင်ကောင်းချီးပေးပါစေအဲ့တော့နော်ကြိတ်ချင်းအမင်္ဂလာထဲမှာနော်မျိုးဆက်3-40ခံရမယ်ဆိုရင်ကြိတ်ချင်းအမင်္ဂလာတဲ့ရောက်နေရင်တောင်မှဒီနေ့နောင်တနဲ့ပြန်လှည့်ပြန်ရင်အထောင်အတောင်းကိုပြန်ကောင်းချီးပေးမယ်ဘုရားသခင်ဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ညီကိုမောင်တို့ကတော့ကျမတို့ကျမ်းစာလေးတစ်ပိုက်ဖတ်မယ်နော်။ဂလာတိအခန်းကြီး3အပိုက်ငယ်73ကိုကျမတို့ဖတ်ပါမယ်။ဂလာတိအခန်းကြီး3အပိုက်ငယ်73ကိုဖတ်မယ်နော်။ Galatians chapter 3 verse 13ကိုကျမတို့ဖတ်ပါမယ်။အဲ့တော့နောက်ပိုင်းမှာတော့နော်ဒီအဘကအချင်းစားတိုင်းသားသမီးသွားကြိတ်ရတဲ့ဟာတော့ဘုရားသခင်ဖျောက်ပေးတယ်နော်ညီကောင်မတို့အဲ့ဒါယေဇကျေလအခန်းကြီး18အပိုက်ငယ်1မှာရှိပါတယ်ခဏနေဖတ်မယ်နော်အခုတော့ဂလာတိ33ကိုအရင်ဖတ်ရအောင်အဲ့တော့ပြည့်ညတ်တရားအတိုင်းသာဆိုလို့ရှိရင်ပြည့်ညတ်တော်အကုန်မလိုက်လျှောက်နိုင်ဘူးเนาะမလိုက်လျှောက်နိုင်ဘူးဥပမာဘိုးဘေးတွေကကိုးကွယ်မှုများမှားယွင်းခဲ့တယ်ဆိုရင်3-4ဆက်ကကြိမ်ချင်းအဲ့တော့သိကြတယ်ကျမတို့ဆိုရင်ကျမတို့ဘိုးဘေးတွေကကိုးကွယ်မှုတွေမှားယွင်းခဲ့တယ်ဒါဆိုရင်ကဲเนาะကျမတို့လက်ထက်မှာနောက်ထပ်2ဆက်ပဲရှိအောင်ပါလေဒါဆိုရင်4ဆက်ဆိုတော့မပြီးတော့ဘူးတရားစီရင်ခြင်းခံနေရမှာဒါပေမဲ့ဘုရားသခင်ကလေကျမတို့ကိုကောင်းချီးပေးတဲ့နေရာမှာအထောင်အသောင်းကိုကောင်းချီးပေးခြင်းတာပို့ပြီးတော့ဂရုဏာပြခြင်းနဲ့ဘုရားကောင်းချီးပေးခြင်းနဲ့ဘုရားကလေကျမတို့လူသားတွေကြိမ်ချင်းပဲခံနေရမယ်ဆိုတာကိုသိလို့ဘုရားသခင်ကလုပ်ပေးတယ်။ဘာလုပ်ပေးလဲဆိုတော့ဘုရားသခင်ရှေ့တော်၌ပြည့်ညတ်တရားအဖြစ်ဘယ်သူမှဖြောက်မရတော့မရောက်နိုင်ဘူးထင်ရှားလျက်ရှိ၏တစ်တိုင်၌ဆွဲထားခြင်းခံရသောသူတိုင်းကြိမ်ချင်းခံရသောသူဖြစ်သည်ဟုကျမ်းစာလာသည်နှင့်အညီအဲ့တော့ပြည့်ညတ်တရားစည်းကမ်းတွေကိုချိုးဖောက်ရင်တော့ကြောက်ခဲနဲ့ပြစ်ပေါက်ပြီးတော့တက်ပြီးရင်တစ်တိုင်ပေါ်မှာနော်ရိုက်ပြီးတော့မှတက်အဲ့ဒါပြည့်ညတ်ရှိပြီးသားအဲ့ဒါတရားဟောရ21-23မှာရှိတယ်ညီကိုမောင်တို့နော်တရားဟောရ21-23မှာရှိတယ်ကျမ်းစာလာသည်နှင့်အညီဆိုတော့ဓမ္မဟောင်းမှာဒီလိုလာထားတဲ့အတိုင်းပဲတဲ့နော်ခရစ်တော်သည်တဲ့ငါတို့အတွက်ကြောင့်ကြိမ်ချင်းခံရသောသူဖြစ်၍ငါတို့ကိုပြည့်ညတ်တရားဤကြိမ်ချင်းမှရွေးနှုတ်တော်မူ၏အာမင်သခင်ယေရှုဖျားနာမတော်သည်ဘုန်းကြီးပါစေပြည့်ညတ်တရားအတိုင်းသာဆိုရင်ကျင့်နိုင်ရင်ကောင်းကြီးခံစားမယ်မကျင့်နိုင်ရင်ကြိမ်ချင်းမျိုးရိုး3-4ဆက်အသက်ရှင်တဲ့ဘုရားကိုမှန်ကန်စွာကိုးကွယ်ခဲ့တဲ့မျိုးရိုးဟာကောင်းကြီးဖြစ်မယ်နော်မကိုးကွယ်ခဲ့ရင်3-4ဆက်ကြိမ်ချင်းဆိုတော့ကျမတို့ဘိုးဘေးတွေအားဖြင့်ကျမတို့ဟာကြိမ်ချင်းကိုခံစားနေရမှာဒါပေမဲ့တဲ့နော်ကြိမ်ချင်းခံရတော့သူတိုင်းနော်တစ်တိုင်မှာတစ်ခါတည်းရိုက်ပြီးတက်ရမယ်အစားဒီနေ့သခင်ယေရှုခရစ်တော်ကလဝါကတိုင်ပေါ်မှာကျမတို့ရဲ့ကြိမ်ချင်းအမင်္ဂလာအလုံးစုံကိုကိုတော်ကပေးဆက်ခဲ့ပြီးတော့နော်ကားတိုင်းပေါ်မှာကျမတို့အတွက်မင်္ဂလာအဖြစ်ပြောင်းလဲပေးတော်ဘုရားသခင်ဖြစ်တယ်ဘုရားသခင်နာမတော်သည်ဘုန်းကြီးပါစေဒီကနေ့သခင်ယေရှုခရစ်တော်လုပ်ပေးခြင်းအဖြစ်အမင်္ဂလာနဲ့မင်္ဂလာအဖြစ်ပြောင်းတာဒီနေ့တရားကိုကျမတို့မကျင့်နိုင်လို့ကြိမ်ချင်းခံစားနေရမယ့်သူတွေကိုဒီနေ့အဲ့ဒီကြိမ်ချင်းအမင်္ဂလာအားလုံးကိုသခင်ယေရှုဘုရားကပေးဆက်လိုက်တော့ဒီကနေ့မင်္ဂလာအဖြစ်ကောင်းကြီးခံစားပြီးတော့မှလေနော်ပြည့်ညတ်တရားကြိမ်ချင်းအလုံးစုံမျိုးဆက်3-4ဆက်ကြိမ်ချင်းတွေကနေလွတ်ပြီးတော့အထောင်အသောင်းကောင်းကြီးခံစားရမယ့်အဲကိုရောက်သွားတယ်ဟာလေလုယာဘုရားသခင်နာမတော်သည်ဘုန်းကြီးပါစေဒါကြောင့်အခုကိုတော်လှုပ်ပေးတာဖြစ်တဲ့အတွက်ကြောင့်နော်သခင်ယေရှုကားတိုင်ပေါ်မှာအသေးခံပေးခြင်းအားဖြင့်သာနေပြည့်ညတ်တရားကြိမ်ချင်းကနေလွတ်နိုင်တာတရားဟောရ28မှာပြည့်ညတ်တရားကိုလိုက်လျှောက်နိုင်ရင်ကောင်းချီးဖြစ်မယ်နော်။အိုးတခါတည်းဥကောင်းဖြစ်မယ်အမိမဖြစ်ဘူးမကျင့်နိုင်လို့ကတော့အမိနေရာမှာပဲနေအနာရောဂါအမျိုးမျိုးနဲ့တဲ့။ကြောက်စရာအရန်ကောင်းတယ်ညီကောင်မောင်တို့ကတော့ကျမတို့လည်းဘယ်သူမှမကျင့်နိုင်ဘူးဒါပေမဲ့ကျေးဇူးတော်ကြောင့်သခင်ယေရှုကားတိုင်ပေါ်မှာအလုံးစုံပေးဆက်ခဲ့ပြီးအမှုပြီးပြီလို့ပေးဆက်ခဲ့ပြီးတဲ့နောက်ပိုင်းကလေးကဘာဖြစ်လဲဆိုတော့မင်္ဂလာတွေပဲကျန်တော့တယ်ကောင်းချီးတွေကြီးပဲခံရတော့တယ်အဲ့တော့ရှောလမုန်စိုက်တဲ့အရာကိုယောဘောင်ကရိတ်သိမ်းရတယ်လို့ကျမတို့ဘိုးဘေးတွေစိုက်တဲ့အရာကိုအခုကျမတို့ရိတ်မယ်ဆိုရင်ဖျားခင်မရခဲ့တဲ့ဘိုးဘေးတွေလုပ်ခဲ့တဲ့ဟာတွေကျမတို့စဉ်းစားကြည့်ခံစားဖို့ပဲရှိတာနော်နော်သူတို့စီကအနာရောဂါတွေလက်ဆင့်ခံရလိုက်ကိုယ်ကွယ်မှုမှားရင်နဲ့ကြိမ်ချင်းတွေကျမတို့ရလိုက်ဖြစ်နေမှာ
ဒါမဲ့သခင်ယေရှုကားတိုင်းပေါ်မှာပေးဆက်ခြင်းအဖြစ်အမင်္ဂလာကနေမင်္ဂလာအဖြစ်ပြောင်းလဲပြီးတော့ကျမတို့မျိုးဆက်အထောင်တောင်းကောင်းကြီးခံစားရုံသာမကကိုယ့်ရဲ့လက်ထက်မှာလည်းဒီကနေ့မင်္ဂလာရှိပြီးကောင်းကြီးခံစားခွင့်ရနေတာသခင်ယေရှုဖျားနာမတော်ဒီဘုန်းကြီးပါစေအဲ့ဒါယေဇကျေလအခန်းကြီး18အပိုက်ငယ်1နဲ့2မှာလေကျမတို့ဖတ်ကြည့်မယ်နော် Ezekiel chapter 18 verse 1 to 2မှာဘာပြောလဲဆိုတော့တဖန်ထာဝရဘုရား၏နှုတ်ကပတ်တော်သည်ငါစီသို့ရောက်လာ၍အဘတို့သည်ချင်သောစဖြစ်သည်ကိုစား၍သားတို့သည်တွားကြိတ်လျက်ရှိကြသည်ဟုသင်တို့သည်ဣသရေလအမျိုးကိုရည်မှတ်၍စကားပုံကိုသုံးသောအခါအဘယ်သို့ဆိုလိုသနည်းသုံးကိုလည်းဆက်ပြီးဖတ်မယ်သုံးကနေလေးထိဖတ်မယ်နော် verse 3 to 4ထပ်ဖတ်မယ်အရှင်ထာဝရဘုရားမိန့်တော်မူသည်ကငါအသက်ရှင်သည့်အတိုင်းနောက်တစ်ဖန်ဣသရေလပြည်၌ထိုစကားပုံကို300သောအကြောင်းမရှိအဲ့တော့နောက်တစ်ချိန်မှာထိုစကားပုံကို300သောအကြောင်းမရှိခြင်နဲ့စပြစ်သီးကိုအဘတို့ကစားတာသားတွေသွားချင်းတယ်ဆိုတဲ့စကားပုံကိုနောက်တစ်ခါသုံးစရာအကြောင်းမရှိအဲ့ဒီနောင်ကာလမှာနော်ဒီစကားဟာသုံးစရာအကြောင်းမရှိဆိုတာဘယ်ကာလလဲဆိုတော့သခင်ယေရှုကားတိုင်းပေါ်မှာပေးဆက်ပြီးတဲ့နောက်ပိုင်းကာလဖြစ်တယ်ယေရှုဖျားနာမတော်ဒီဘုန်းကြီးပါစေအဲ့တော့ထိုစကားပုံကိုသုံးစရာအကြောင်းအခုမရှိတော့ဘူးဘသူကြောင့်လဲသခင်ယေရှုကြောင့်ဒီစကားပုံသုံးစရာအကြောင်းမရှိတော့ဘသူလုတ်ပေးတာလဲခမဲတော်ဘုရားခင်လုတ်ပေးတာဣသရေလလူမျိုးတွေကချော်လဲရောထိုင်တအားလုတ်လို့နော်ကြိုခံရဘဝရောက်တယ်ဆုံးရှုံးမှုနဲ့ရင်ဆိုင်ရတဲ့ခါမှာငါတို့ဘိုးပေးတွေကြောင့်ငါတို့ဒီလိုအမင်္ဂလာခံစားတာဘိုးပေးတွေကြောင့်ဆိုတဲ့အရာကိုပဲပြောပြီးတော့မှနော်တခါရဲမိမိရဲ့အသက်တာကိုကြတော့မပြည့်စင်ကြတော့ဒါကိုမလို့ချင်တော့ဘူးတဲ့နော်အဘ၏ဝိညာဉ်ကိုငါပိုင်တကယ်တော့သား၏ဝိညာဉ်ကိုငါပိုင်ပြစ်မှားသောဝိညာဉ်သည်အသက်သေးရမည်အဲ့တော့ကိုဆိုင်ရင်စိုက်တဲ့အတိုင်းပဲရေးရတော့မယ်တဲ့ပြစ်မှားတဲ့ဝိညာဉ်သားနဲ့အသက်သေးရတော့မယ်နော်ဘိုးဘေးတွေစိုက်ခဲ့လို့မျိုးဆက်3-40ခံစားရတယ်ဆိုတာမရှိတော့ဘူးဟာလေလုယာသခင်ယေရှုဖျားနာမတော်ဒီဘုန်းကြီးပါစေဒါကြောင့်ဒီကနေ့ယေရှုခံခဲ့တဲ့တန်ကြပ်တော်နဲ့ကျမတို့ကျမ်းမာပြီကျမတို့ဝန်ခံရအောင်ဘာလို့လဲဆိုတော့အဖေအမေကသွေးတိုးရှိလိုက်အဖေအမေစီးကြိုဖြစ်တော့စီးကြိုဖြစ်လိုက်နော်အိုးဘိုးဘေးတွေကဟလာနော်ယောဂဖြစ်တဲ့ဟာတွေလိုက်ဖြစ်လိုက်ကျမတို့ဖြစ်ကြတာလေဘာလို့လဲကျမတို့လည်းယုံနေတာ哦နော်ဒါတွေယုံတာဟာငါတို့မျိုးရိုးရတော့လေမကြမ်းမာတဲ့မျိုးရိုးငါတို့မျိုးရိုးကလေဆင်းရဲတဲ့မျိုးရိုးနော်ငါတို့မျိုးရိုးကလေအကျွေးတင်တဲ့မျိုးရိုးတချို့အလိုရှိတယ်နော်ငါတို့မျိုးရိုးကအိမ်ထောင်တွေကွဲတဲ့မျိုးရိုးနော်အဲ့တော့ငါတို့အဖေအမေလက်ထက်မှာလည်းအိမ်ထောင်တွေကွဲပြီးတော့မျိုးနော်အိမ်ထောင်ဆက်တွေများတော့ငါတို့လက်ထက်မှာလည်းအဲ့လိုဖြစ်မှာမဖြစ်သေးဘူးဖြစ်မှာတချို့ကလေနော်တချို့လည်းပဲနော်နာမည်ပဲခရိယန်လေနှုတ်ကပတ်တော်အထဲမှာအသက်မဖြစ်တဲ့အခါမှာနော်တကယ်ပဲအိမ်ထောင်နေအမိဘအကွဲတော့သားသမီးတွေလည်းကွဲတဲ့အရာတွေ့ရတယ်အဖေမေဒီယောဂဖြစ်တာတွေ့ရတယ်ကျမတို့ဆိုရင်မျိုးရိုးအစင်ဆက်အလားမတည့်တာတွေစားလို့မရအောင်သွေးရတယ်ဆိုကျမတို့လည်းရတယ်ကျမတို့အဖေကအစာအိမ်ကျမတို့ကလည်းအစာအိမ်ဒါမျိုးတွေဖြစ်ခဲ့တယ်ဒါမဲ့သခင်ယေရှုဖခင်ကိုမိမိရဲ့အသက်သခင်ကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံလိုက်တဲ့အခါမှာအစာအိမ်ကဘယ်အချိန်ပြောက်လို့ပြောက်မှန်းမသိဘူးဟာလေလုယာအသင်းတော်အစီအစဉ်တွေနဲ့အလုံးများနေရင်နဲ့နော်ကျမ Sunday School အစီအစဉ်ကအစာမလွတ်ဘူးအခုတော့ဆောင်မဟုတ်ဘူးလေနော်စပြောင်းလဲတဲ့အချိန်မှာကျမ Sunday School အစီအစဉ်တော့သွားတာခလေးတွေသင်ပေးတဲ့ကျမ်းပိုက်လဲကျမလိုချင်တာအဲ့တော့ကျမအစီအစဉ်တိုင်းမပြတ်သွားတော့နော်ကျမတို့နားချိန်လည်းမရှိဘူးနော်။အိုးဘယ်အစီအစဉ်တွေနဲ့အမျိုးသမီးစီစဉ်အစာရှောင်စုတောင်းဧဝံဂေလိအမှုတော်ဆောင်နေသွားလဲအထုပ်ဖဲတရားလိုက်တာပဲ။ဟို Sunday School မှာလဲ Sunday School တချင်းပဲရတချင်းလေးပဲကြားကျမ်းပိုက်ဖဲကြားရစာငန်းနေတာလေနော်။အဲ့တော့လိုက်တာအဲ့ဒီအချိန်မှာအဲ့လိုသွားရင်နဲ့ကိုယ့်အကိုလုတ်တွေရှုံနေနေဟဲ့ငါဘယ်တော့အစာအိမ်ပြောက်သွားတာလဲပေါ့ဟာလေလုယာအဲ့မှာဝမ်းသာပြီးသက်သေခန္ဓာဘယ်ချင်းအနာယောဂပြောက်လို့ပြောက်မှမသိပြောက်သွားတယ်ဘုရားသခင်လုံးမင်းကောင်းမြတ်တယ်နော်ရ40အစာရှောင်ရင်းနေဆိုလို့ရှိရင်ဒီမျိုးရိုးကပါလာတဲ့အဲ့ဒီအနာယောဂတွေဆိုအကုန်လုံးကျမ်းမာခွင့်ရတာဘုရားသခင်နာမတော်ဒီဘုန်းကြီးပါစေပြောချင်တာလေကိုတော့အားလုံးတတ်နိုင်တယ်မတတ်နိုင်တာဘာမှမရှိဘူးအဲ့တော့တစ်ခါတလေမှာကျမတို့လည်းသွေးသားနေဆိုတော့မကျန်းမမာလေးတွေတော့ဖြစ်တာပေါ့နော်အခုတော့ဖျားတဲ့အရာတွေဖြစ်သေးတာပဲ
ဆိုတော့ဆေးဝါးကတော့ခဏတော့ထိမ့်ပေးနိုင်တယ်ဒါပေမဲ့အရှင်းမပြောက်ကင်းနိုင်ဘူးเนาะအရှင်းပြောက်ကင်းခွင့်မပေးနိုင်ဘူးအဲ့တော့เนาะဆရာဝန်တွေကိုလည်းလေးစားပါတယ်စော်ကားတာမဟုတ်ဘူးလေเนาะကျမတို့ခံစားတဲ့အရာကိုဖခင်ရဲ့မေတ္တာနဲ့သက်သာအောင်လို့သူတို့ကလည်းတတ်နိုင်တဲ့လောက်ကူညီတာဖခင်ပေးတဲ့ဉာဏ်ပညာနဲ့တတ်နိုင်ဆုံးကူညီတာဒါပေမဲ့အရှင်းပြောက်ကင်းနိုင်လားဆိုတော့မပြောက်ကင်းနိုင်ဘူးသက်သာအောင်ထိမ့်ပေးတာအဲ့ဒါဆရာဝန်တိုင်းသိတယ်เนาะညီကိုမောင်တို့မတို့နော်ဆရာဝန်တွေကလူတယောက်ဖြစ်တဲ့အရာကိုပြောပြီးတော့သူတို့ပြောတဲ့စကားနော်ရမ်းတမ်းရတာဒီယောဂါတော့ဖြစ်နိုင်တယ်ထင်တယ်ဟိုကတော့ဖြစ်မယ်ထင်တယ်ဆိုတာကိုမှန်ပြီးကုတာညီကိုမောင်တို့မတို့ပြီးရင်ဆရာဝန်တွေဆရာပြောတဲ့စကားပဲမြန်မာပြည်ကလူဆိုရင်ဆေးရိုးရိုးပျော့လေးပေးရင်မကြိုက်ဘူးနော်တစ်ခါနဲ့အရှင်းပြောက်တာလို့ကျွန်တော်နိုင်ငံခြားလူလိုမျိုးဆေးကိုဟိုအနေဆုံးကနေစပေးလို့မရဘူးတခါတည်းအပြင်းကြီးကိုပေးအဲ့ဒါမှမြန်မာပြည်ကလူကကြိတ်တာနော်တချို့ဆရာဝန်တွေလည်းကျွန်တော်ကဘာပြောလဲဆိုတော့ကလေးမွေးတဲ့လူနာတော်မှနော်ဟိုရိုးမွေးပေးရပါတယ်ဒါပေမဲ့အဲ့ဒါဘယ်အချိန်ထိထိုင်ဆောင်ရမလဲသူမွေးတဲ့အချိန်ထိထိုင်ဆောင်ရမယ်ဆိုဆရာဝန်ကအေးလည်းပြတ်တယ်အလုပ်လည်းပြတ်တယ်အဲ့တော့ရိုးမွေးလို့မရဘူးခွဲမယ်ဆိုပြီးလုပ်လိုက်တာတဲ့အခုဖယားသခင်ကိုတီးမှအရန်ကြောက်တယ်တဲ့ဖယားသခင်ကိုဝင်ချတောင်းပန်တယ်ဆိုပြီးတော့လေကျွန်မကိုသက်သေခံတာအဲ့တော့ဆရာဝန်တွေအများကြီးနဲ့တွေ့ခွင့်ရတယ်သူတို့သက်သေခံတဲ့ရတယ်ကျွန်မကြားသိခွင့်ရတယ်အဲ့ဒီခါမှာကျွန်မသိသွားတဲ့အရာကဘာလဲဆိုတော့ဖယားသခင်တော့ဘယ်သူမှမသိနိုင်ဘူးညီကောင်မောင်မတို့ဆရာဝန်တွေကလည်းခက်မှန်းရတာပဲเนาะသူတို့ကိုဖယားခင်ပေးတဲ့ဉာဏ်နဲ့သူတို့ရဲ့အတွေ့အကြုံလေ့လာသင်ယူမှုတွေနဲ့ဒါခက်မှန်းရတဲ့ဟာပဲရှိတယ်ပေါ့เนาะဖယားခင်ကသာလေကျွန်တော်တို့ကိုဟိုအရှင်းပြောက်ကင်းစေနိုင်တယ်အဲ့တော့เนาะမျိုးရိုးကတခါတည်းပါလာလို့ဒီဟာဖြစ်တယ်ဆိုတာကလောကသားတွေမှာရှိတယ်ဟုတ်တယ်နော်မျိုးဆက်3 4ဆက်ပြန်ရိတ်သိမ်းနေရတယ်ဟုတ်တယ်ဒါပေမဲ့သခင်ယေရှုကိုရတဲ့လူတိုင်းလေယုံကြည်တော်သူတို့၌ကားတိုင်းတရားတကူဖြစ်တယ်ဟာလေလုယာဒါကြောင့်ငါတို့ဘိုးဘေးတွေကမှားယွင်းခဲ့တော့လေငါတို့တွေဒီလိုအမင်္ဂလာခံစားတယ်ဆိုတာမပြောနဲ့တော့တဲ့ဘုရားသခင်ကအဲ့ဒါကိုလုံးဝမကြားချင်တော့ဘူးဒါကြောင့်ကျမတို့ရဲ့အမင်္ဂလာအလုံးစုံကိုသခင်ယေရှုကကားတိုင်းပေါ်မှာပေးဆက်ခဲ့ပြီးဒီကနေ့မင်္ဂလာအဖြစ်ပြောင်းလဲပြီးပြီပြည့်ညတ်တရားရဲ့ကြိမ်ချင်းတွေကလည်းလွတ်မြောက်ပြီးပြီကောင်းတာလုံးမှာကောင်းတာရနိုင်မှာမဟုတ်တော့ဘူးကိုတော်လှုပ်ပေးတာကိုယုံကြည်ခြင်းအဖြစ်ဒီနေ့အကောင်းဆုံးသောအရာတွေခံစားရရှိနေတာဖြစ်ပါတယ်ဘုရားသခင်နာမတော်ဒီဘုန်းကြီးပါစေဒါကြောင့်ကိုဆိုင်ရင်တော့စိုက်တယ်ဒါရိပ်ရမယ်နော်ဘုရားခင်ကိုတိတိနဲ့နှုတ်ကပတ်တော်တိတိနဲ့ဘုရားမကြိုက်တာတွေလုပ်နေရင်တော့လေကိုစိုက်တာတွေရိပ်ရမယ်ပိုင်းတော့ရှိတယ်ဒါပေမဲ့ကြိမ်ချင်းတွေတော့ခံစားစရာမလိုတော့ဘူးသခင်ယေရှုပေးဆက်ပြီးပြီဆိုတော့ကျမတို့ယုံကြည်ဖို့ပဲအဲ့ဒီနောက်ပိုင်းမှာတော့ဗာလဲဆိုတော့ဝိညာဉ်တော်ရဲ့လမ်းပြမှုနဲ့တော့ဆက်လက်ပြီးတော့မှအသက်ရှင်ဖို့ရန်အတွက်ကျမတို့လိုတယ်ဂလာတိခန်းကြီး33ရဲ့နောက်ပိုင်းမှာလဲဗာပြောလဲအာဗြဟံခံရသောကောင်းချီးမင်္ဂလာသည်ယေရှုခရစ်အားဖြင့်တပါးမျိုးသားတို့၌တက်ရောက်သည်ဖြစ်၍ငါတို့ဒီဂရိတော်နဲ့ရှင်သောဝိညာဉ်တော်ကိုယုံကြည်ခြင်းအဖြစ်ခံရကြမည်အကြောင်းဒီအာဗြဟံခံရတဲ့ကောင်းကြီးဖြောက်မှတ်တော်သူကျမတို့လည်းဖြောက်မှတ်တော်သူဖြစ်တယ်ခံစားရတယ်ဟုတ်တယ်အာဗြဟံချမ်းသာကြွယ်ဝတယ်လို့ကျမတို့လည်းကြွယ်ဝတဲ့ကောင်းကြီးခံစားရမယ်မှန်တယ်ဒါပေမဲ့ဘာလဲဂရိတော်နဲ့ရှင်တဲ့တန်ရှင်တော်ဝိညာဉ်တော်ကိုယုံကြည်ခြင်းအဖြစ်ရတာနော်တဲ့ဝိညာဉ်တော်ရဲ့လမ်းပြမှုတိုင်းဆက်လက်အသက်ရှင်ဖို့ရန်အတွက်လိုသေးတယ်တဲ့ညီကိုမောင်တို့မတို့ဒါကြောင့်ကျမတို့အသက်တာထဲမှာနော်ဒီကနေ့ရောပါကတော့ရှောလမုန်စိုက်တဲ့ဟာကိုရိပ်ရတယ်ကျမတို့ရဲ့ဘိုးဘေးတွေစိုက်တဲ့ဟာရိပ်ရမယ်ဆိုမလွယ်ဘူးညီကိုမောင်တို့ဒါပေမဲ့အဲ့ဒီကြိမ်ချင်းအမင်္ဂလာထဲကနေဒီနေ့သခင်ယေရှုရွေးနှုတ်ကယ်တင်ပြီးပြီဟာလေလုယာသခင်ယေရှုဖျားနာမတော်ဒီကဘာဆက်ဘုန်းကြီးပဲမင်္ဂလာရှိပါစေကိုတော်သိကောင်းမြတ်လွန်းတယ်နော်အဲ့တော့ရောပါရဲ့အသက်တာမှာဆုံးရှုံးမှုတွေအများကြီးဖြစ်ခဲ့တယ်ဆိုတော့တိုင်မင်နာမှားသွားတယ်ကျမတို့ရဲ့အကောင်းဆုံးတိုင်မင်ဘက်ဟာသခင်ယေရှုဘုရားဖြစ်တယ်သခင်ယေရှုနဲ့တိုင်ပင်တော်သူဘယ်တော့မှမမှားဘူးဆိုတဲ့အချက်ကိုလည်းတွေ့ရတယ်။ဘုရားသခင်နာမတော်ဒီဘုန်းကြီးပါစေ။ဒါသိယူစရာပေါ့နော်။ဒီနေ့နှုတ်ကပတ်တော်တွေကနေကျမတို့သိယူစရာဖြစ်တယ်။လူပေါင်းနဲ့လည်းတင့်နေရမယ်။များစွာပေါ့နော်။ကျမတို့တွေစင်ကြင်ခဲ့ပြီးအဲ့တော့ကြင်ချင်းအမင်္ဂလာတွေရောက်နေတယ်လို့ခံစားရင်တော့မှအလွန်ပင်ဂရုဏာကြွယ်ဝတဲ့ဘုရားသခင်ထံနောင်တနဲ့လှည့်ပြန်နိုင်မှာဒီနေ့အခွင့်အရေးရှိနေတယ်။ဟာလေလုယာဘာကြောင့်လဲကိုတော်ကားတိုင်းပေါ်မှာအလုံးစုံလှုပ်ပေးခဲ့လို့ကျေးဇူးတော်ပလင်ရင်ကိုနောင်တနဲ့အချိန်တိုင်းမှာတိုးဝင်တိုင်းမှာဒီနေ့ဘုရားသခင်ကကျမတို့ကိုလက်ခံပေးနေတာဖြစ်တယ်။
ဒါကြောင့်ကျမတို့သိရမှာကတင်းနဲ့ကျမဟာနောင်တနဲ့ကျေးဇူးတော်ပလင်ရင်းမှာတိုးဝင်တဲ့အချိန်ကနေစပြီးတော့အထောင်တောင်းတိုင်အောင်ကောင်းကြီးပေးခံရတဲ့သူတွေဖြစ်တယ်ကျမတို့လက်ထက်မှာလည်းကျမတို့ဟာကောင်းကြီးခံစားမယ်နောက်မျိုးဆက်တွေမှာလည်းကျမတို့ကောင်းကြီးခံစားမယ်နှုတ်ကပတ်တော်ကိုယုံကြည်ဝန်ခံတဲ့လူတိုင်းရဲ့အသက်တာထဲမှာတကိုးဖြစ်တယ်ဒါကြောင့်အခြေအနေကဘလို့ဖြစ်နေပါစေအမင်္ဂလာအလုံးစုံကိုတော့ပေးပြီးပြီကိုတော့အားလုံးပိတ်ဆက်ပြီးပြီငါတို့ဟာမင်္ဂလာရှိတယ်ငါတို့ဟာကောင်းစားတဲ့သူတွေဖြစ်တယ်ကားလိုက်တရားဟာငါသက်တာထဲမှာတကိုးဖြစ်တယ်ဆိုတာယုံကြည်ခြင်းနဲ့ကျမတို့ဝန်ခံနေဖို့ဖြစ်တယ်ဒါကြောင့်လေကျမ်းမာနေမှာဝန်ခံရတာမဟုတ်ပါဘူးเนาะကျမဆိုလို့ရှိရင်ဒါတုတ်ကွေးတော်တော်ဖြစ်သွားတာနော်ဆိုတော့ရန်ကြိုက်ခဲတာညီကိုမောင်တို့မတော့နော်ဒီနေ့ဒီချိန်ထိကြိုက်တာကျန်းတာပဲဒါမဲ့ကျမဘာဝန်ခံလဲနော်သခင်ယေရှုခံခဲ့တဲ့ဒဏ်ချက်တော်နဲ့ကျမ်းမာပြီငါမယုံကြည်ရင်ကိုတော်ကအချင်းကြီးခံပေးတာဖြစ်သွားမယ်ဒါကြောင့်လေငါခံစားတဲ့ဝေဒနာအားလုံးကိုတော့ဒီထက်များစွာခံပေးပြီးပြီငါ့ကိုကောင်းကောင်းလေးကိုချင်းစားတဲ့ဖရားဖြစ်တယ်ဒါကြောင့်ကျမ်းမာခြင်းတကူဟာငါ့ပေါ်တက်ရောက်မယ်လို့ဝန်ခံတယ်ပြီးရင်မိသားစုနဲ့ဘယ်သူမှမတူဘူးဘယ်မျိုးဆက်နဲ့မှလည်းမတူဘူးเนาะကိုတော်နဲ့ပဲတူတယ်เนาะဝန်ခံရင်နဲ့ဘယ်သူနဲ့မှမတူညီတဲ့ကောင်းကြီးခံစားရရှိမဲ့သူဖြစ်တယ်လို့ငါဟာမင်္ဂလာနဲ့ကောင်းကြီးကိုသဲဆောင်မဲ့သူဖြစ်တယ်เนาะမျိုးရိုးထဲမှာတရားမှမသဲဆောင်ဘူးတဲ့ကောင်းကြီးကိုငါသဲဆောင်မယ်ဘာလို့လဲဆိုတော့ငါဟာယေရှုခရစ်တော်ကိုရတဲ့သူဖြစ်လို့ဝန်ခံတယ်လို့ညီကိုမောင်နှမတွေလည်းယေရှုခရစ်တော်ကိုရတဲ့သူဖြစ်တဲ့အတွက်ကြောင့်နော်မီယိုဖလာတင်ချင်းအမင်္ဂလာတွေပဲမစင်စားပါနဲ့မင်္ဂလာရှိတဲ့အကြောင်းတွေပဲကျမတို့စဉ်းစားရအောင်ကောင်းစားမယ်အကြောင်းတွေကောင်းချီးခံစားရမယ်အကြောင်းတွေဖခင်ရဲ့အသုံးပြုခြင်းခံရမယ်အကြောင်းတွေချီးမြှောက်ခြင်းခံရမယ်အကြောင်းတွေကောင်းစားမယ်အကြောင်းတွေကိုပဲကျမတို့စဉ်းစားဆင်ခြင်ပြီးဝန်ခံရအောင်အဲ့ဒါကလည်းဖခင်ကျမတို့ကိုအလိုတော်ရှိနေတာတခါတလေမှာဘုရားသခင်ရဲ့အလိုတော်ပဲဆိုကျမတို့ဝန်ခံတတ်တယ်ဘယ်အချိန်မှဝန်ခံလဲဆိုတော့ဒုက္ခရောက်တဲ့အခါဆုံးရှုံးမှုတွေရင်ဆိုင်ရတဲ့အခါအဆင်မပြေတဲ့အခါမှာဘုရားခင်ရဲ့အလိုတော်ပဲလေကျမတို့ဝန်ခံဘူးတလားတော့မသိဘူးเนาะကျမလည်းတစ်ချိန်လုံးကဝန်ခံဘူးပါတယ်ကိုလိုချင်တာတွေမဖြစ်လာတဲ့အခါကိုကြံစီရည်ရွယ်သလိုမဖြစ်လာတဲ့အခါမှာဘုရားသခင်အလိုတော်ပဲလေလို့ပြောတတ်တယ်တကယ်တော့အဲ့ဒါအယမ်းမှားတာဘာလို့လဲဆိုတော့ဘုရားသခင်ရဲ့အလိုတော်ဆိုတာကကျမတို့ဆုံးရှုံးသွားဖို့မဟုတ်ဘူးပေါ့နော်ကျမတို့အကောင်းဆုံးကိုပြင်ဆင်ထားတာကအဲ့ဒါဘုရားသခင်ရဲ့အလိုတော်ဖြစ်တယ်နော်ကိုတော်ဘုရားကအလိုတော်ဆိုတာကကျမတို့ကိုသူကအကောင်းဆုံးလုပ်ပေးထားတဲ့ဟာအလိုတော်အဲ့ဒါကိုအစမပြေမှုတွေတွေ့တော့မှအလိုတော်ပဲလေလို့ဝန်ခံတာအယမ်းမှားတယ်နော်တကယ်တော့ဘုရားသခင်အလိုတော်ဟာအယမ်းကောင်းစားစေချင်တာအဲ့တော့ခက်ခဲမှုတွေအစမပြေမှုတွေရင်ဆိုင်တဲ့ခါလဲအလိုတော်ပဲလို့ဝန်ခံတာကောင်းတော့ကောင်းပါတယ်မကောင်းမှုတော့မဟုတ်ဘာလို့လဲကိုတော့အကောင်းဆုံးကိုလုပ်ပေးမယ်လေပေါ့နော်အဲ့ဒါကိုကျမတို့ကမျှော်လင့်ရမှာဖြစ်တယ်ဒါကြောင့်ဘုရားသခင်အလိုတော်ဆိုတာကျမတို့ပေါ်မှာအကောင်းဆုံးရှိနေတာဖြစ်တယ်ဆိုတာလေးကိုသိစေချင်တယ်အဲ့တော့ဣသရေလလူမျိုးတွေကိုတော့ဘုရားခင်အရင်ချစ်တော့ကိုယ်ွယ်မှုတွေမှန်ကန်စေခြင်းနဲ့ချစ်တဲ့သားသမီးကိုဆုံးမတယ်ဘာလို့ဆိုတော့နောင်တနဲ့လာစေခြင်းလို့ရောပေါင်သားလေနောင်တနဲ့သာဘုရားသခင်ဘက်ကိုလှည့်ပြန်တဲ့သူသာဖြစ်ကြည်ညီကိုမောင်တို့မတော့ဘုရားခင်ရဲ့အမျက်တော်ကပြေသွားမှာဒီနေ့အဲ့လိုမဟုတ်ဘူးနောင်တနဲ့မလှည့်လာတဲ့အခါမှာဆုံးရှုံးမှုတွေရင်ဆိုင်ရတယ်ဒါကြောင့်ကျမတို့အသက်တာမှာနော်အမြဲတမ်းနောင်တနဲ့ကားတိုင်းကိုပဲပြန်လှည့်ပါကားတိုင်းပေါ်မှာအမှုပြီးပြီဆိုပြီးကိုတော့အားလုံးလုပ်ပေးခဲ့တာဒါကြောင့်လေကားတိုင်းစီကိုပဲနောင်တနဲ့အမြဲတမ်းရောက်တဲ့နေရာရှိတဲ့နေရာကနေလှည့်ပြန်တက်တော့သူများပဲဖြစ်ဖို့ရန်အတွက်အရေးကြီးတယ်ဆိုတာလေးကိုအားပေးခြင်းနဲ့ကျေးဇူးတင်ပါတယ်ဒီနေ့တော့ဖျားခင်ကရုဏာတော့ဘလောက်ကျွယ်ဝလဲဆိုတာကိုကျမတို့စင်ကျင်ခွင့်လဲရတယ်ပေါ့နော်ဖျားခင်ကောင်းမြတ်ပါတယ်ဒီနေ့နှုတ်ကပတ်တော်ကြားနာခံယူတဲ့ညီကိုမောင်တို့မအရောက်ချင်စီတိုင်းဖျားခင်တာ၍ကောင်းချီးပေးပါစေဒါဆိုခဏလေးကျမတို့ဆုတောင်းမယ်နော်ဆုတောင်းခြင်းနဲ့အဆုံးသတ်ပါမယ်ဖျားသခင်ထာဝရဖျားကိုရောကိုကျေးဇူးတင်တယ်သားသမီးတို့လူသားတွေကိုကိုရောဖျားကိုသစ္စာရှိရှိကိုးကွယ်တဲ့သားသမီးတွေကိုအထောင်အတောင်းတိုင်အောင်မေတ္တာကရုဏာပြခြင်းတော်ဖျားသခင်ကိုရောနာမတော်ဒီဘုန်းကြီးပါစေဒါကြောင့်ကိုရောဖျားခင်အဘတွေကချင်းနဲ့စပြစ်တီးစားတဲ့အခါမှာသားသမီးတွေကိုတွားမကျိန်းစေတဲ့ဖျားခင်လူတိုင်းပဲပြမားတဲ့ဝိညာဉ်သားလည်းသိရမယ်လို့ကိုရောတတ်မှတ်ပေးတဲ့ဖြစ်တဲ့အတွက်ကြောင့်ကျေးဇူးတင်တယ်အဲ့ဒီချိန်ချင်းအမင်္ဂလာအလုံးစုံကိုသခင်ယေရှုဖျားကကားတိုင်းပေါ်မှာပေးဆက်လက်မင်္ဂလာဖြစ်ပြောင်းလဲပေးလို့ကျေးဇူးတင်တယ်ယေရှုဖျားကိုရောကြောင့်မင်္ဂလာရှိပြီးကောင်းချီးခံစားတဲ့သူများသားသမီးတို့ဖြစ်ခွင့်ရတာပါဖျားခင်ကျေးဇူးတင်တယ်
ဒီနေ့ live ထဲမှာပါဝင်နေတဲ့ကိုရောသားသမီးတွေမေတ္တာတော်ကိုအထူးပင်ခံစားရရှိတော်သူများဖြစ်ဖို့ကိုရောမဆာပါဝိညာဉ်ရေးမှာအချိန်တိုင်းမှာပါနဲ့တော်သူများဖြစ်ဖို့ရန်အတွက်မဆာပါတခါတလေမှာသားသမီးတို့ဟာလောကထဲမှာအသက်ရှင်တာဖြစ်တဲ့အတွက်ကြောင့်ဝိညာဉ်အတွေးခေါ်တွေပြောက်ပြီးတော့ဇာတိအတွေးတွေရောက်လာတတ်တယ်ဇာတိပြောဆိုတွေဇာတိဆုံးဖြတ်ချက်တွေရောက်လာတတ်ပါတယ်ဖျားခင်ဒါကြောင့်ဝိညာဉ်သဘောထဲမှာအမြဲတမ်းကိုရောဖျားသွေးဆောင်လို့မူပါကိုခန္ဓာတွေမကြမ်းမမာအားနည်းလာတဲ့အခါမှာလဲကိုရောဇာတိသဘောတွေကဝင်လာတတ်ပါတယ်ငါတို့ကျမ်းမာနိုင်ပါမလားငါတို့ဘယ်လိုများဖြစ်မလဲဆိုတာမျိုးတွေဝင်လာတတ်တယ်ဒါပေမဲ့အတွင်းဝိညာဉ်သားအားကြီးနေမယ်ဆိုရင်ကိုရောအပြင်ဘက်မှာရင်ဆိုင်နေရတဲ့အရာအေးစစ်စစ်လေးပဲကြုံဖြတ်နိုင်တာဖြစ်တယ်ဒါသမီးတို့အရောက်ချင်းစတဲ့အတွင်းဝိညာဉ်အမြဲတမ်းတောက်လောင်အားကြီးသောသူများဖျားခင်ဖြစ်စေတော်မူပါဝိညာဉ်အစာဝလင်းစွာနေတိုင်းမှာကျွေးမွေးတော်မူသောသခင်ယေရှုဖျားနာမတော်သည်ဘုန်းကြီးပါစေဒီနေ့ live ထဲမှာကိုရောမချမ်းပါနဲ့ကိုရောသားသမီးတွေကြက်မှာချစ်တကိုးတော်နဲ့ကိုရောပတ်ရပေးသနာတော်မူပါအတွင်းဝိညာဉ်ခွန်အားနဲ့ပြေဝရတဲ့အခွင့်ပေးပါအတွင်းဝိညာဉ်တောက်လောင်အားကြီးရသောအခွင့်ကိုဖျားခင်ပေးပါဒါဆိုရင်အပြင်ပန်းရင်ဆိုင်သမျှကိုအေးစိတ်ဖြတ်ကျော်နိုင်ပါတယ်ကိုရောဒါကြောင့်မလို့ဝိညာဉ်ပိုင်းဆိုင်ရာမှာတောက်လောင်အားကြီးသောသူများဖြစ်စေပါအမြဲတမ်းဝိညာဉ်အမြင်တွေကိုမြင်စေပါယေရှုကြောင့်ကျမ်းမာသောသူဖြစ်တဲ့ကောင်းစားသောသူဖြစ်တဲ့မျိုးရိုးကျင့်ခြင်းအမင်္ဂလာတွေနဲ့လွတ်မြောက်ပြီးတော့မင်္ဂလာအလုံးစုံကောင်းကြီးခံစားရတဲ့သူတွေဖြစ်တယ်လို့အမြဲတမ်းဝိညာဉ်ရေးမှာတောက်လောင်အားကြီးပြီးဝန်ခံနိုင်သောသားသမီးတွေဖြစ်ဖို့သမီးမဆအရောက်ချင်းစီတိုင်းရဲ့အသက်တာများကိုဖျားခင်ကောင်းကြီးပေးပါဝိညာဉ်အမြင်တွေပျောက်ဆုံးနေတော့လောကကြီးမှာလမ်းလဲပျောက်ဆုံးနေတာဖြစ်ပါတယ်ဒါကြောင့်သားသမီးတို့အမြဲတမ်းကိုတော်ဗျာဝိညာဉ်အမြင်တွေရှိဖို့ကိုတော့မဆာတော်မူပါနှုတ်ကပတ်တော်နဲ့အမြဲတမ်းစကားပြောတဲ့အတွက်ယေရှုတင်တယ်တိဆောက်စရာဖြစ်စေတဲ့အတွက်ကြောင့်လည်းဖျားခင်ယေရှုတင်တယ်ဒါကြောင့်အပြင်ပိုင်းမှာအဓိကမဟုတ်ဝိညာဉ်ပိုင်းဆိုင်ရာအဓိကဖြစ်ပါတယ်အတွင်းဝိညာဉ်သားကျမ်းမာနေမယ်ဆိုရင်အပြင်ပိုင်းမှာအေးစေသားသမီးတို့ဖြတ်ကျော်နိုင်တယ်ငြိမ်သက်ခြင်းနဲ့ဖြတ်ကျော်နိုင်တယ်လှုပ်ရှားခြင်းမရှိဘဲဖြတ်ကျော်ခွင့်ရတယ်ဒါကြောင့်ကိုတော့အတွင်းဝိညာဉ်ကိုအမြဲတမ်းရောက်ရဲစေပါအတွင်းဝိညာဉ်ကိုအမြဲတမ်းအားကြီးစေပါအတွင်းဝိညာဉ်ကကိုတော်နဲ့အမြဲတမ်းကိုတော်ဖျားမိတ္တဟာရဖွဲ့ပြီးတော့အကောင်းဆုံးစီဥကိုစားပြီးဝါတကယ်သူအတွင်းဝိညာဉ်ဟာအမြဲတမ်းခွန်အားနဲ့ပြည့်ဝနေဖို့သမီးမဆာအရောက်ချင်းစရာရဲ့တက်တာများကိုကောင်းချီးပေးပါဒီနေ့နှုတ်ကပတ်တော်အတွက်လည်းယေရှုတင်တယ်ကိုတော်နှုတ်ကပတ်တော်ကိုပိုင်းခြားနားလည်မှုသာမရှိရင်ကိုတော့ရောပါလိုမျိုးကြုံရမှာလားကြောက်စရာကြီးဆိုသားသမီးတို့ဖြစ်နေမှာဒါပေမဲ့အဲ့ဒီလိုမျိုးကိုတော့အဘကစပြည့်တီးချင်စားတဲ့သားသမီးတွေတွားကျိတ်တဲ့အရာကိုကားလိုက်တရားအဖြစ်ပယ်ဖြတ်ပေးခဲ့တဲ့ခမဲတော်ဖျားသခင်နာမတော်ဒီပုံကြီးပါစေကိုရောရဲ့အလေလာကိုတီကျွမ်းခွင့်ကိုရတဲ့အတွက်ကြောင့်ယေရှုတင်ပါတယ်ကိုရောဒီနေ့နှုတ်ကပတ်တော်အတွက်အလိုမင်းယေရှုတင်တယ်နည်းနည်းလာတဲ့နှုတ်ကပတ်တော်တွေကိုကိုရောဖျားဖွင့်ပြပေးတဲ့အရာတွေအတွက်လည်းယေရှုတင်တယ်နှုတ်ကပတ်တော်ကိုကြားနာခံယူရင်းနဲ့ပဲလေ3 နာရီလိုက်ထဲမှာမလွတ်မြောက်တဲ့သူတွေလွတ်မြောက်စေပါမဝမ်းမြောက်တဲ့သူတွေဝမ်းမြောက်ခြင်းကောင်းကြီးနဲ့ပတ်ရပေးပါဒီကနေ့မကြမ်းမာတဲ့သူတွေကြမ်းမာခြင်းကောင်းကြီးနဲ့ပတ်ရပေးပါမိသားစုတိုင်းကိုဖျားခင်နှစ်သိမ့်ပါခွန်အားပေးပါကိုတော့ရဲရင်ချင်းနဲ့အတစ်တဖန်ကိုတော့ပတ်ရပေးပါအာယူပြီးရဲရင်နိုင်သောသူများဖြစ်ဖို့ကိုတော့မဆပါစုံစမ်းနှောက်ယှက်ခြင်းအမျိုးမျိုးကိုလည်းသခင်ယေရှုနာမ၌ပယ်ရှားပေးပါတယ်ကိုတော့ဖျားအတစ်သောခွန်အားအင်အားရဲရင်ချင်းနဲ့ကိုတော့ပတ်ရပေးလက်နောင်လာမယ့်အနာဂတ်ကိုဝမ်းမြောက်ခြင်းနဲ့ဖြစ်ကျော်နိုင်ဖို့အတစ်သောခွန်အားများနဲ့ဖျားခင်ဆက်လက်ပတ်ရပေးပါကိုတော့ဖျားကိုယေရှုတင်ပါတယ်ယေရှုတော်ပေါင်းခြင်းအတွက်ချီးမွမ်းရင်ဒီစုအလုံးစုံကိုတောင်းလျှောက်ရင်းနဲ့နှုတ်ကပတ်တော်ဝိငါခြင်းကိုအဆုံးသတ်တဲ့အခါမှာတပါးရီတာတော်သခင်ယေရှုနာမ၌ဆုတောင်းဆက်တဲ့အနံပြီးနှုတ်ကပတ်တော်ဝိငါခြင်းကိုအဆုံးသတ်ပါတယ်ဖဖျားသခင်အာမင်အာမင်ကျေးဇူးတင်ပါတယ်အားလုံးပဲဖျားသခင်ကောင်းချီးပေးပါစေပြီးတော့ကျမကိုလည်းဆုတောင်းပေးတဲ့ညီကောင်မောင်တို့မတွေအထူးပဲကျေးဇူးတင်တယ်နော်အားလုံးဆုတောင်းပေးမှုကြောင့်မြင်မြန်ဆန်ဆန်နဲ့နော်ဒီနေ့ဆိုလည်းနှုတ်ကပတ်တော်ကောင်းမှုစွာဝေငှနိုင်ပြီချောင်းဆိုးတာလည်းတိတ်မကြံတော့ဘူးနော်ဆိုတော့ဖျားခင်ကောင်းမြတ်တယ်မြင်မြန်ဆန်ဆန်နော်ဖျားခင်ကျမ်းမာခြင်းခွင့်ပေးတဲ့အတွက်ကြောင့်ဖျားခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းနေညီကောင်မောင်တို့မတွေအားလုံးဆုတောင်းတာကိုဖျားခင်နားညောင်းပေးတာပေါ့နော်ဆိုတော့ဒါကြောင့်ဆုတောင်းပေးတဲ့ညီကောင်မောင်တို့မတွေလည်းကျေးဇူးတင်တယ်ပြီးတော့
ကျမတို့ဒီနေ့တနေ့လာနေပေါ့နော်အခါတိုင်းဆိုရင်တော့တနေ့လာနေည6နိုင်နေ9နိုင်ကျန်းစာတင်ချင်းစီစဉ်ရှိပါတယ်ဒါပေမဲ့ဒီတပတ်တော့ကျမနည်းနည်းလေးအားယူလိုက်အောင်မယ်နော်ညီကိုမောင်တို့မတို့ဟိုရှိထားတဲ့အားကိုအကုန်သုံးတော့လဲသိအဆင်မပြေသေးဘူးလေနော်ဒါကြောင့်နောက်ကိုတလန်းခဏဆုပ်လိုက်မယ်နော်အရှိကိုများများပြေးနိုင်အောင်နော်ဒီနေ့တရက်လေးခွင့်ယူအောင်မယ်နော်ညီကိုမောင်တို့မတို့ဒီတပတ်လည်းပဲကျမကိုခွင့်ပေးပါအောင်လို့ပြီးတော့ကျမလည်းနေမကောင်းတဲ့အချိန်မှာဒါအားဖြည့်ခွင့်ရတာပေါ့နော်ဆိုတော့ကျန်တဲ့အလုပ်တွေမရှိတဲ့ခါကျတော့မလုပ်နိုင်တဲ့ခါကျတော့နော်နှုတ်ကပတ်တော်နဲ့ပေါ့နော်ကျန်းစာအုပ်ကိုမချခြင်းဘူးပေါ့နော်ဆိုတော့ဘာလို့ဆိုတော့ခွန်အားဖြစ်တယ်နော်ကျမတမန်တော်ဝတ္ထုကိုဖတ်နေတာတမန်တော်ဝတ္ထုကိုဖတ်ရင်းနဲ့နော်အတစ်တော်ခွန်အားတွေဖြစ်ပြီးတော့မှကျမဆင်ခြင်ခွင့်ရတယ်အဲ့ဒါကြောင့်မလို့ပေါ့နော်ဒီညချမ်းစာတင်ခြင်းကိုလည်းနားရင်နဲ့ကျမကိုပြန်အားဖြည့်လိုက်ပါဦးမယ်နော်ဆိုတော့တမန်တော်ဝတ္ထုကိုလည်းဖတ်နေတာလက်ကမချခြင်းဘူးနော်အဲ့တော့ဒီတမန်တော်ဝတ္ထုကိုပြန်ဖတ်ရင်းနဲ့ကျမကိုယ်တိုင်အားဖြည့်ရင်ဖခင်ရဲ့မျက်မှောက်တော်ထဲမှာအနားယူရင်းနဲ့နောက်တစ်ပတ်ကနေစပြီးတော့မှနော်အားအင်းအပြည့်နဲ့ဆက်ပြီးတော့မှအတူတကွနှုတ်ကပတ်တော်တွေပြန်ပြီးတော့မှဆင်ခြင်ခွန်အားယူပါမယ်လို့3နာရီလိုက်ကတော့မဖြတ်ချင်ဘူးလေနော်ဒီနှုတ်ကပတ်တော်တွေနဲ့ပဲအားယူနေရတာလေအဲ့တော့ဗျာဒိတ်တော်မရှိတော့အကျိုးနဲ့မှာပဲအဲ့တော့ဒီနှုတ်ကပတ်တော်တွေစူးစမ်းပြီးတော့အားယူပြီးတော့မှဆင်ခြင်ကြရင်းနဲ့ကျေးဇူးတော်ပဲနော်ကျမချင်းလဲခံစားတယ်အတိတ်တော်ခွန်အားတွေလည်းရတယ်ဖခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းတယ်ဟုတ်ကဲ့ပါဒါကြောင့်ဆုတောင်းပေးတဲ့ညီကိုမောင်တို့မတွေလည်းအထူးပဲကျေးဇူးတင်တယ်လို့အားလုံးပဲဖခင်ကောင်းချီးပေးပါစေနှုတ်ကပတ်တော်ကိုအရသာရှိနဲ့ပေါ့နော်ညီကိုမောင်တို့မတို့ဖတ်ပြီးတော့ဆင်ခြင်နိုင်ပြီးတော့မျက်မှောက်တော်ထဲမှာအားလုံးပဲအတိတ်တော်ခွန်အားတွေနဲ့နော်ဖခင်ရဲ့အတိတ်တော်ခွန်အားဖြည့်ပေးခြင်းကိုအထူးခံစားတော်ညီကိုမောင်တို့မတွေဖြစ်ဖို့အားလုံးဖခင်ကောင်းချီးပေးပါစေနှုတ်ကပတ်တော်ခံယူတဲ့အခါမှာအရင်ထက်ထူးခြားတဲ့အရသာခံစားတော်သူများဖြစ်ပါစေနှုတ်ကပတ်တော်ဖတ်တဲ့အခါမှာလည်းအရင်နဲ့မတူတော့ပဲတာ၍နှုတ်ကပတ်တော်ရဲ့အရသာကိုအထူးခံစားနိုင်တဲ့ညီကိုမောင်တို့မတွေဖြစ်ပါစေလို့အားလုံးကိုဖခင်တာ၍ကောင်းချီးပေးပါစေနော်သခင်ယေရှုနာမ၌ကောင်းချီးပေးပါတယ်ဒါဆိုကျမလိုက်ဆင်းလိုက်မယ်နော်နောက်တစ်ပတ်တနေ့လာမှပြန်တွေ့မယ်နော်ပြီးတော့ကျမတို့နေ့စဉ်3နာရီရတော့ရှိတယ်နော်ညီကောင်မတို့ကျန်းစာတင်ချင်းရတော့တနေ့လာနောက်တစ်ပတ်တနေ့လာမှပြန်တွေ့ပါမယ်လို့နော်3နာရီလိုက်ကတော့နေတိုင်းရှိတယ်ဆိုတာလေးကိုလည်းပြောပြခြင်းနဲ့ကျေးဇူးတင်ပါတယ်လို့အားလုံးပဲဖခင်ကောင်းချီးပေးပါစေဒါဆိုကျမလိုက်ဆင်းလိုက်မယ်နော်ကျေးဇူးတင်တယ်အားလုံးကိုဖခင်တာ၍ကောင်းချီးပေးပါစေ